အပိုင်းလူလိန်ကြီးဒေါသတကြီးအော်ဟစ်တန်နှင့်အတူလျင်မြန်စွာပြေးလွှားသွားသောခြေတံများထွက်ပေါ်လာသည်လူလိန်ဘာလူလိန်လဲဟဲ့မင်းကိုငါတပည့်ခံမလားပဲမေးတာပါမင်းအော်နေပုံကငါကရာဇဝင်လူဆိုးကြနေတာပဲကျန်းရွှန်လက်နှစ်ဖက်ကိုလေထဲမြောက်ရင်းစိတ်ပြက်စွာညှဉ်းညူကာကြံရစ်ခဲ့သည်ဒီတယောက်က18ယောက်မြောက်ပဲဒီနေ့မှငါတပည့်တယောက်ရအောင်မရှာနိုင်ရင်ငါတော့အထုပ်ပြင်ပြီးလိမ့်ရတော့မယ်ကျန်းရွှန်ယနေ့မှတပည့်တယောက်ရအောင်မရှာနိုင်လင်ကျောင်းမှသူ့အားဆရာတယောက်ဖြစ်အတိမတ်ပြုတော်မူမဟုတ်ပေကျန်းရွှန်သည်ဤခေတ်ကာလမှလူတယောက်မဟုတ်ချေသူသည်အနာဂတ်မှအတိတ်သို့ရောက်ရှိလာသောလူတယောက်ဖြစ်သည်သူသည်အထက်တန်းကျောင်းမှစာကြည့်တိုက်မှုတယောက်ဖြစ်ပြီးအတိတ်သို့ရောက်မလာခင်နောက်ဆုံးမမိသည်မှာမိတောင်များလောင်ကျွမ်းနေခြင်းသာဖြစ်သည်သတိပြန်လည်လာသောအခါသူသည်အတိတ်ကာလသို့ရောက်ရှိနေနှင့်ပြီးဤကာလသည်ကသူဖတ်ခဲ့ဘူးသောတိုင်းဝတ္ထုများထဲကလိုပင်တိုင်းသမားများကြီးစိုးသောအချိန်ကာလဖြစ်သည်ပထမတော့သူသိမ့်မစိုးရိမ်မိပဲစိတ်ကူးရင်နေလိုက်သေးသည်တိုင်းတင်မိသို့တော့အနာဂတ်မှလာသူဖြစ်သောကြောင့်ဆဆချင်းတိတ်ထူးကြုံလိမ့်မည်မဟုတ်ထိုအခါဆိတ်ဆက်ထားသောမိန်းကလေးရှိလျင်ထိုတယောက်ကစိတ်ပြက်ပြီးဆိတ်ဆက်ချင်းဖြစ်သိမ်းကြမည်သူကထိုအခါမှမခံခြင်းစိတ်ဖြင့်ကြိုးစားပြီးထိတ်တန်းရောက်အောင်လုပ်မည်မိန်းကလေးမှာနောင်တအကြီးကျယ်ရမည်သူကတော့အဖက်လုပ်တော့မည်မဟုတ်ဘဝကိုတာတာရဖြတ်တန်းမည်စသည်ဖြင့်သို့တော့စိတ်ကူးသည်စိတ်ကူးပင်ဖြစ်သည်တကယ်ဘဝအမှန်ကားသူသည်တိုင်းတင်တန်းကျောင်းတစ်ခုမှဆရာတယောက်ဖြစ်နေသည်ပိုဆိုးသည်မှာတကြောင်လုံးမှအညံ့ဆုံးဆရာဖြစ်နေခြင်းပင်တခြားဆရာများစာသင်ခန်းတွင်စာသင်သားများနှင့်ပြည့်ရှံနေသည်မှာထိုင်ဆရာပင်မလောက်ချေသူစာသင်ခန်းကတော့ခွေးတကောင်ကြောင်တကောင်ပင်မရှိခုလည်းတပည့်အသေးရှာဖို့ကြိုးစားနေရအကုန်လုံးကသူ့ကိုလူလိန်ဟုအော်ပြီးထွက်ပြေးသွားကြသည်ကြီးဖြစ်သည်အเจ้าမှာသူအတိတ်သို့မရောက်ရှိခင်ကရှိနှင့်သောအရင်ကျန်းရွှန်သည်တကြောင်လုံးတွင်အညံ့ဆုံးဆရာတယောက်ဖြစ်ကာကျောင်းသားများ၏အရေးချင်းကိုအကဲဖြတ်ရာတွင်လည်းညံ့လွန်းလာသောကြောင့်ပင်ပိုဆိုးသည်မှာသူတင်ကြားမှုအောက်တွင်ကျောင်းသားတယောက်လေ့ကျင့်ရင်ကျင့်စဉ်ဖောက်ပြန်သွားခြင်းကြောင့်ဖြစ်သည်ထိုအချိန်မှစပြီးကျောင်းသားအသစ်များပင်ဝေးဝေးကရှောင်ကြသောဆရာတဦးဖြစ်လာခြင်းပင်ထို့သို့ဆိုးဝါးလာသောမှတ်တမ်းနှင့်တပည့်တယောက်မှမရှိခြင်းကပြီးခဲ့သည့်နှစ်ဆရာအကဲဖြတ်စာမှုပွဲတွင်ကျန်းရွှန်ကိုနောက်ဆုံးမှရေတွက်လျင်ပထမအဆင့်ဆရာဟူသောဂုဏ်ထူးကိုရရှိစေခဲ့လေသည်ထို့ထက်ဆိုးသည်မှာရမှတ်တမှတ်မှမရလိုက်ခြင်းဖြစ်ကာကျောင်းသမိုင်းတစ်လျှောက်စံချိန်တစ်ပင်တင်လိုက်သေးသည်ကျန်းရွှန်စိတ်ကြီးကျယ်ပြက်ကတေရင်လဲအေးတာပဲဟုနေညမရှောင်အယက်တာတောက်နေတော်သည်နောက်ဆုံးတွင်သူဖြစ်ချင်သည့်အတိုင်းပင်တေမင်းနှင့်တွေ့ပြီးအနာဂတ်မှကျန်းရွှန်ကသူ့အစားရောက်ရှိလာခြင်းဖြစ်သည်ကျန်းရွှန်တည်သွားတော်လဲနောက်ကျန်းရွှန်အတွက်ပြဿနာများထားရစ်ခဲ့လေသည်စာတင်နှင့်အသည့်စသည်နှင့်ကျောင်းမှသတိပေးစာထုတ်ပြန်လိုက်သည်ကျောင်းသားအသစ်များထဲတွင်တဦးတစ်ယောက်ကမှကျန်းရွှန်ကိုဆရာအဖြစ်အတိမတ်ပြုခြင်းမရှိခဲ့လျင်ကျန်းရွှန်၏စာတင်ကြားခွင့်ကိုရုပ်သိမ်းတော်မူဖြစ်သည်ယနေ့ကကျောင်းသားတစ်လက်ခံသည့်နောက်ဆုံးနေ့ဖြစ်သည်ကျောင်းသားတစ်18ယောက်တိတိပင်ကျန်းရွှန်၏စာတင်ခန်းရှိမှဖြတ်သွားကြပြီးလေပြီးသို့တော်တယောက်မှကျန်းရွှန်အားဆရာတင်လို့စိတ်မရှိကြချေကျန်းရွှန်နာမည်ကိုကြားလိုက်ပြီးသည်နှင့်လူလိန်ဟုအော်ကြကထွက်ပြေးသွားကြသည်ကြီးပင်ဒီတိုင်းတော့မဖြစ်ဘူးတနည်းနဲ့တော့မရရအောင်ဆွဲဆောင်မှဖြစ်တော်မယ်ကျန်းရွှန်တွေးနေစဉ်မှာပင်စာတင်ခန်းရှိတွင်မိန်းကလေးတစ်ယောက်ရောက်လာသည်ဒီအခန်းကဆရာလူရှုံးရဲ့စာတင်ခန်းလားရှင့်သူမသည်လှပပြီးချစ်စရာကောင်းသောမိန်းကလေးတစ်ဦးဖြစ်ကာအတန်ကလည်းဆွဲဆောင်မှုရှိလာသည်ဆရာလူရှုံးသည်တစ်ကြောင်းလုံးတွင်အတော်ဆုံးဆရာတစ်ယောက်ဖြစ်သည်သူစာတင်ခန်းသည်ရေတွက်မရနိုင်သောကျောင်းသားများ၌ပြည့်နေတတ်ကာကျောင်းသားအများစုဒီကျောင်းကိုလာရောက်ကြခြင်းမှာဆရာလူရှုံး၏ကြော်ကြားမှုကြောင့်ဖြစ်သည်ဟုတ်ပြီဒီမိန်းကလေးငါတပည့်ဖြစ်ကိုဖြစ်ရမယ်ကျန်းရွှန်၏မျက်လုံးများအယောင်တောက်လာတော့သည်ဖတ်ဖူးသမျှတိုင်းဝတ္ထုများကိုပြန်လည်မြင်အောင်လိုက်ရင်းဝတ္ထုများထဲမှအဆင့်လွန်ဆရာကြီးများ၏ပုံစံအတိုင်းထိုင်ကုန်တွင်ထိုင်နေလိုက်သည်မင်းကလူရှုံးစီတပည့်ခံခြင်းလို့လားမိန်းကလေးကခေါင်းကိုတွတ်တွတ်ကလေးညှိပြလိုက်သည်သူမ၏မျက်ဝန်းများတွင်လေးစားမှုများအပြည့်နှင့်ဆရာလူရှုံးကဟုံးထင်ကျောင်းမှာအတော်ဆုံးဆရာဆိုသူစီတင်ခွင့်ရတာအင်မတန်ဂုဏ်ယူစရာကောင်းပြီးတိုးတက်မှုလည်းအင်မတန်မြန်တယ်လို့ကြားရတာပဲကြားသမျှအကုန်လုံးကအမှန်ကြီးပဲတော့ဘယ်ဟုတ်ပါမလဲဆရာဆိုတာဖက်နှက်နဲ့တူတူပဲကိုနဲ့ကြိုက်မကြိုက်ကပိုအရေးကြီးတယ်နာမည်ကြီးဆရာစီမှာတင်လဲကိုနဲ့မကြိုက်ရင်အလကားပဲအဲ့လိုပဲဆရာကနာမည်မကြီးပေမဲ့သူ့သင်ခန်းစာတွေကကိုနဲ့ကြိုက်ရင်ကိုအတွက်ကြိုးရှိနိုင်တာပဲအော်ကျမအကိုလည်းအဲ့စကားမျိုးပြောဖူးတယ်မိန်းကလေးကတစ်ချက်စဉ်းစားကာပြောလိုက်သည်သူမ၏မျက်ဝန်းတွင်ဇဝေဇဝါဖြစ်ဟန်ဖြစ်ဒါပေမဲ့ကျမနဲ့တင့်တော်မဲ့ဆရာကိုကျမကဘလို့သိနိုင်ပါမလဲသူမစိတ်ဝင်စားလာသည်ကိုရိပ်မိလိုက်သောကြောင့်ကျန်းရွှန်၏မျက်လုံးများပူပြီး
အယောင်လက်လာသည်ဆရာကြီးများ၏အမူအရာအတိုင်းတစ်ချက်တုံဆိုင်နေလိုက်ပြီးမှကျက်ရွှံကအင်းငါတို့တွေ့ကြပြီဆိုမှတော့ရေဆက်ပါတယ်ဆိုရမှာပေါ့ဒီလိုလုပ်လေငါလည်းဒီเจ้าကဆရာပဲငါမင်းရဲ့အယိုးအစ်အခြေအနေပါရမီတို့ကိုကြည်ပေးမယ်ပြီးတော့တင့်တော်မယ်ဆရာရွေးပေးမယ်အဲ့လိုဆိုဆရာကိုပဲအကူအညီတောင်းရတော့မှာပဲမင်းကလေးကစိတ်လှုပ်ရှားနေဟန်ဖြစ်ခေါင်းညိတ်ပြလိုက်သည်ယခုမှတွေ့ရတော့ဆရာတယောက်ကဒီလောက်သဘောကောင်းလိမ့်မည်ဟုသူမထင်မိချေခဲ့ငါ့ကိုမင်းလေးကျင့်ထားတာတွေကစားပြစမ်းပါကျန်းရွှံကမျက်လုံးတဝက်ခန့်သာဖွင့်ကြည့်ရင်တိတ်ရေးမထားလာတော့အမူအရာဖြင့်ပြောလိုက်သည်ဟုတ်ကဲ့အချိန်ခဏအတွင်းမှာပင်အခန်းတစ်ခုလုံးမိန်းကလေး၏လက်သီးမှထွက်ပေါ်လာသောလေတိုးတံများဖြင့်ဆူညံသွားသည်မိန်းကလေးတစ်ကိုယ်လုံးတွင်အားလိုက်များဖြင့်ဖုံးလွှမ်းနေတော့သည်ဒီလောက်အားပြင်းထန်သည်ကိုကြည့်ရလျင်မိန်းကလေးသည်အခြေခံထူးကောင်းကြောင်းထင်ရှားလေသည်ကောင်းတယ်မင်းကတော်တော်စူးစမ်းပြီးလေ့ကျင့်ထားပြီးသားပဲမင်းခြေခံကတော်တော်ကောင်းတယ်ပြောရမယ်မင်းပါရမီကလည်းထိတ်တန်းပဲမင်းကတရားမှာတယောက်တွေ့ရခဲ့တဲ့လူတော့ပဲကျန်းရွှံကကျေနပ်စွာခေါင်းငိတ်နေလိုက်သည်အမှန်တော့သူသည်ဝတ္ထုများထဲမှဆရာကြီးများပြောလေးရှိသည့်အတိုင်းပြောနေခြင်းသာဖြစ်လေသည်အထူးသဖြင့်မင်းရဲ့ခြေထောက်တွေပဲသူတို့ကြည့်ရတာခွေနေတဲ့ငကားတစ်ကောင်အတိုင်းပဲလှုပ်ရှားမှုမှန်သမျှကအရှိန်နဲ့စီးဆင်းနေတဲ့ရေစီးလိုပဲအင်အားပြေဝတဲ့မင်းသာဆက်ကြိုးစားမယ်ဆိုရင်တစ်ချိန်မှာထိတ်တန်းအဆင့်ရောက်ဖို့တေချာတယ်ဆရာကျမခြေထောက်မှာဒဏ်ရာရထားတဲ့တမားတော်ကပြောတာတော့အကျိုးနဲ့တိတ်မကွာလာဘူးတဲ့မိန်းကလေးကမယုံကြည်နိုင်စွာပြန်ပြောလိုက်သည်ဒဏ်ရာရထားတယ်ကျန်းရွှံမျက်နှာနီးရဲသွားလေသည်သို့တော်ကျန်းရွှံမှာအရေးတူသူဖြစ်သောကြောင့်တစ်ဖက်သူမှာရိပ်မိရန်မလွယ်ချေသူကပေါက်ကရတာဆက်ပြောတော့သည်မင်းကငါမသိဘူးလို့ထင်လို့လားမင်းတိုင်းကစားပြလိုက်တာနဲ့မင်းခြေတော့မှာဒဏ်ရာရှိနေတာငါသိလိုက်ပြီးသားငါဆိုလိုတာကဒီလိုအဆိုးလာပြီးရင်အကောင်းလာလိမ့်မယ်မင်းခြေတော့မှာဒဏ်ရာရထားပေမဲ့မင်းခြေတော့တွေကပင်ကိုတမာနေပြီးသားမင်းမှာအခွင့်အရေးရှိသေးတယ်မင်းသာဒဏ်ရာတက်တာလာပြီးစူးစမ်းလေ့ကျင့်ရင်ငါပြောရဲတယ်ဘယ်သူမှမင်းကိုမိမှာမဟုတ်ဘူးကျန်းရွှံကသူမကိုနီးမျိုးစုံဖြင့်ဆွဲဆောင်လေခြင်းသာပောက်ကရပြောပြီးဆွဲဆောင်နိုင်မည်ဆိုရင်သူကပောက်ကရဆက်ပြောနေမည်ဖြစ်သည်အရေးကြီးသည်ကတပည့်တယောက်ရဖို့မဟုတ်လားအခွင့်အရေးရှိတယ်ဆရာဘလို့အခွင့်အရေးလဲမိန်းကလေးမျက်လုံးများတောက်ပလာကြသည်ခြေထောက်တန်ရာရပြီးကလေးကမိန်းကလေးသည်စိတ်တက်ကြနေခဲ့သည်သူမထန်တွင်အခွင့်အရေးရှိနေသေးလိမ့်မည်ဟုမမျှော်လင့်မိခဲ့ပေဒီအခွင့်အရေးသာစုပ်ကိုင်နိုင်ရင်မင်းကထိတ်တန်းရောက်မှာပဲဒီနှစ်ကျောင်းသားတစ်တွေထဲမှာထိတ်ဆုံးလောက်ထိပါနိုင်တဲ့မင်းရဲ့ပါရမီတွေကတကယ်ထိတ်တန်းပဲတမိုင်းတစ်လျှောက်တစ်ခါမှမပေါ်ဘူးသေးတဲ့ပါရမီပဲဒါပေမဲ့ကျန်းရွှံဆက်တိုက်ပင်ပြောနေတော့သည်ဗုဒ္ဓလက်ဝါးတိုင်းကျမ်းသာထုတ်ပေးလိုက်ဖို့ကြံတော့သည်ဒါပေမဲ့ဘာဖြစ်လဲဆရာကျောင်းသားတစ်များထဲတွင်ထိတ်တန်းရောက်နိုင်သောပါရမီရှင်ဆိုသောစကားကြားပြီးသောအခါမိန်းကလေးမျက်နှာတွင်ရှက်သွေးရောင်များတန်းလာသည်ဒါပေမဲ့ကျန်းရွှံသက်ပြင်းချလိုက်သည့်ပုံစံကတော့ပါရမီရှင်တယောက်တိမ်ကောသွားမှစိုးရိမ်နေသည့်ပုံဒီလိုအခွင့်အရေးမင်းကိုပေးနိုင်မဲ့ဆရာကတိတ်မရှိလာဘူးဒီတစ်ကြောင်းလုံးမှာငါပါထဲတွက်မှ3ယောက်ပဲရှိတယ်တခြား2ယောက်ကတပိတ်တစ်လက်မခံတာ3နှစ်တောင်ရှိပြီငါကမင်းအတွက်ပြောပေးမယ်ဆိုရင်တော့သူတို့လက်ခံဖို့မတေချာဘူးတပည့်အစ်စ်လက်မခံတော့ဘူးမိန်းကလေးမှာမျောလင်းချက်ကြီးစွာနားထောင်နေရမှကျန်းရွှံ၏စကားများကိုကြားလိုက်သောအခါစိတ်ပြတ်သွားပုံပေါက်လေသည်သို့တော်တစုံတစ်ခုကိုတတိယလိုက်ဟန်ဖြစ်သူတို့ကတပည့်တစ်လက်မခံရင်ဆရာကကောလက်ခံသေးလားဟင်လက်ခံတာပေါ်တစ်ခုရှိတာကငါကကြော်ကြားမှုတွေငွေကြေးတွေမမှတ်ဖူးပြီးတော့ငါမှအချိန်ပိုလည်းမရှိဘူးကျန်းရွှံကတိတ်လက်မခံခြင်းပုံမျိုးဖန်းကပြောလိုက်သည်ငါကကြောက်စိမ့်ကောင်းမှမဟုတ်ရင်လက်ခံလေးမရှိဘူးဒါတောင်ရေးဆက်ပါနေအောင်မှလက်ခံတာဒုံကျန်းရွှံစကားမဆုံးသေးခင်မှာပင်မိန်းကလေးသည်ကျမ်းပြင်ပေါ်ဒူးထောက်ပြီးနေလေပြီဆရာကထူးချွန်တဲ့သူဆိုတာကျမသိပါတယ်ဒါပေမဲ့ကျမကိုတပည့်အဖြစ်လက်ခံပေးပါကျမစူးစမ်းတင်ယူပါမယ်ဆရာစိတ်မပြတ်စေရပါဘူးကျန်းရွှံစိတ်ထဲတွင်ကြိတ်ပျော်သွားလေသည်သို့တော်တိတ်လက်ခံခြင်းပုံမပေါက်သောအမူအရာမှမပြတ်သေးပေငါတို့ကရေဆက်ပါပေမဲ့ငါကအေးအေးချမ်းချမ်းနေရတာဆရာတပည့်ဖြစ်ပြီးရင်အရေးကြီးကိစ္စကလွယ်လို့ဆရာကိုမနှောက်ယှက်ပါဘူးလို့ကတိပေးပါတယ်ကျန်းရွှံလက်မခံခြင်းမှရိပ်မိလိုက်သောကြောင့်မိန်းကလေးကစကားဖြတ်ကာပြောလိုက်သည်အေးလေငါမှလည်းတပည့်ကတိတ်ရှိတာမဟုတ်ဘူးအဲ့တော့ငါရတဲ့အထောက်အကူပစ္စည်းကတခြားဆရာတွေနဲ့ရှင်မယ်ဆိုရင်တော်တော်နည်းတယ်ပြီးတော့ငါစီတပည့်ခံတဲ့အတွက်တခြားကျောင်းသားတွေကမင်းကိုပြောင်းရင်ပြောင်းကြလိမ့်မယ်အဲ့လိုလားဆရာကျမသိထားတာကတော့တင်ထောက်ကူပစ္စည်းတွေကလေ့ကျင့်တဲ့နေရာမှာအရေးကြီးတယ်ဆိုမိန်းကလေးတွေဝေသွားသည်တင်ထောက်ကူပစ္စည်းများမှာလေ့ကျင့်သည့်နေရာတွင်အသုံးဝင်လေသည်ဆရာတယောက်သည်ကျောင်းသားများများရှိလေပစ္စည်းများများရလေဖြစ်သည်20
အဟမ်းငါကမင်းကိုတက်စိတ်ဆန်းကြည့်တာပါမင်းကဆုံးဖြတ်ပြီးပြီဆိုမှတော့ငါကလည်းမင်းကိုတပည့်အဖြစ်လက်ခံလိုက်ပါမယ်မိန်းကလေးတွေဝေနေသည်ကိုကြည့်ပြီးကျန်းရွှန်ကခတ်တွတ်ပြောလိုက်သည်ရော့မင်းအတွက်အတိမတ်ပြုကြောက်စိမ့်ပြမြန်လှချီလားသူမအနေဖြင့်ဆရာကရုတ်တရက်တပည့်အဖြစ်လက်ခံလိုက်လိမ့်မည်ဟုမထင်လိုက်ချေကျန်းရွှန်ပေးလိုက်သောကြောက်စိမ့်ပြကိုကင်ရင်အံ့ဩစွာကြည်နေမိလေသည်မိန်းကလေးသည်ကျန်းရွှန်အားဆရာဖြစ်အတိမတ်ပြုသင့်မပြုသင့်နောက်တစ်ခေါက်ပြန်စဉ်းစားနေမိသည်ထိုအချိန်မှာပင်ကျန်းရွှန်ကမိန်းကလေးလက်ကိုဆွဲလိုက်ကာအသင့်ပြင်ထားသောဓားမြောင်ဖြင့်လက်ထိပ်ကိုဖောက်ပြီးကြောက်စိမ့်ပြပေါ်သွေးတစ်ဆက်ချလိုက်လေသည်ရွှမ်းအလင်းတန်းတစ်ချက်အမိန်းကလေးအံ့အားသင့်စွာကြံခဲ့လေသည်ဆရာကတပည့်ဖြစ်လက်ခံမှုတေချာစဉ်းစားနေတော့မဟုတ်လားကြော်ကြားမှုတွေငွေကြေးတွေဂယုမဆိုင်ဘူးဆိုခုကြသူကဓားမြောင်တောင်အသင့်ပြင်ထားပြီးအတိမတ်ပြုလိုက်တာကလည်းတွက်လိုက်တာခုကစပြီးမင်းကငါတပည့်ဖြစ်ပြီသွေးဖြစ်အတိမတ်ပြုပြီးသည်နှင့်ကျန်းရွှန်သည်စိတ်အေးသွားပြီးတပြင်းချလိုက်သည်သူကချက်ချင်းဝတ္ထုတွေကဆရာကြီးကိုက်ပြန်ဖမ်းလိုက်ပြီးမင်းနာမည်ဘလို့ခေါ်လဲကျမနာမည်ဝယ်ရင်ပါဆရာသူမဆုံးဖြတ်ချက်ပြန်ပြင်မရတော့မှန်းသိသောကြောင့်မိန်းကလေးကအတွန့်တက်မနေတော့ပဲခေါင်းညိတ်ကပြန်ဖြေလိုက်သည်အင်းမင်းရဲ့ကြောက်စိမ့်ပြကိုယူသွားပြီးတော့အိယာလိမ့်နဲ့စာအုပ်တွေတွားထုတ်နေရမယ့်နေရာလဲတခါတည်းကြည့်ခဲ့မနှက်ဖြန်မနှက်စာတင်မယ်ဒီကိုပဲပြန်လာခဲ့ဟုတ်ကဲ့ဆရာဝမ်ရင်ခေါင်းညိတ်ပြကထွက်သွားသည်ကျန်းရွှန်လက်ဖြောက်တစ်ချက်တီးလိုက်သည်ဟူတယောက်တော့ရပြီကျောင်းသားတယောက်တော့ရပြီဖြစ်ကြောင်းတေချာသွားသည်နှင့်ကျန်းရွှန်စိတ်အေးသွားပြီးပြုံးနိုင်လာသည်လွယ်လာသည်တော့မဟုတ်သူသာအရင်ကအင်တာနက်ကနေတိုင်းကားတွေဝတ္ထုတွေမဖတ်ခဲ့လျင်တပည့်တယောက်ရှာနိုင်ဖို့မဖြစ်နိုင်ပေတပည့်တယောက်ရလိုက်ခြင်းကြောင့်ကျောင်းမှနှင်ထုတ်ခံရမည့်အရေးလည်းမရှိတော့ချေသူ့စိတ်ထဲလေးလံနေသလိုခံစားရမှုများပျောက်သွားကစိတ်လက်ပုတ်ပါလာသလိုခံစားလိုက်ရသည်အရင်ကျန်းရွှန်ကားတည်တာသွားတော့လဲတပည့်တယောက်မှမရှိခြင်းကိုမကျေနပ်နိုင်သေးရာခန္ဓာကိုယ်မှအပြီးအပိုင်မထွက်သွားသေးချေယခုတော့တပည့်တယောက်ရလိုက်ပြီဖြစ်သောကြောင့်စိတ်ကျေနပ်သွားကပျော်ပျော်ရွှင်ရွှင်ဘဝကူးသွားပုံရသည်ဝုံအေးချမ်းဘဝကူးတော့ကိုလူမင်းစားငါမင်းဘဝကိုကောင်းကောင်းမွန်မွန်ဆက်နေပေးမယ်လက်ရှိဘဝကိုသူတယောက်တည်းသာပိုင်ဆိုင်ကြောင်းတေချာလိုက်သည်နှင့်ကျန်းရွှန်လောဘတက်လာသည်သူ့အနေဖြင့်တပည့်တယောက်တည်းနှင့်ကျေနပ်မနေသင့်ပဲနောက်ထပ်တပည့်ထက်ရှာတင်သေးကြောင်းတွေးမိသည်သို့သောကျန်းရွှန်ရုတ်တရက်မျက်လုံးများပြသွားကနားထဲတွင်ခေါင်းလောင်းတီးတန်ကြားလိုက်ရသည်ဒေါင်းကောင်းကင်နဲ့မြေပြင်ကရက်ဆက်လွန်းတဲ့တက်ရှိအားလုံးကိုခွေးလောက်ပဲအောက်မေ့တဲ့နေနဲ့လောက်ွယ်ချိန်မှာကောင်းကင်နဲ့မြေကြီးကြားမပြေဆုံခြင်းများပေါ်လိမ့်မယ်ထင်ရှားသောဆိုရိုးစကားပေါင်းများစွာကြက်ရွှန်ကောင်းနဲ့တိုးဝင်လာပြီးရုတ်တရက်တတိလစ်သွားတော့သည်နန်းတော်ကဲ့သို့ကြီးမားလာသောအဆောက်အဦကြီးတစ်ခုကြက်ရွှန်ကောင်းထဲတွင်ပေါ်လာလေသည်အဝင်ဝတွင်တောက်ပသောစကလုံးကြီးများဖြင့်ကောင်းကင်ဘုံစာကြည့်တိုက်ဟုရေးသားထားလေသည်ကြက်ရွှန်တခါတုံးဖွင့်ကအဆောက်အဦထဲဝင်လာခဲ့သည်အထဲတွင်ကမရေမတွက်နိုင်သောစာအုပ်စင်များစာအုပ်များနှင့်ပြည့်နှက်နေသည့်အဆောက်အဦကြီးမှာကြီးမားလာရာအဆုံးကိုပင်မမြင်နိုင်ဒါကအချိန်ခီးသွားတွေအတွက်လက်ဆောင်များလားစာကြည့်တိုက်ကြီးလားချီးတဲ့မှပဲငါအရင်ဘဝကလည်းစာကြည့်တိုက်မှုလုပ်ခဲ့ပြီးခုလည်းထက်လုံနေအောင်မလားဝတ္ထုတွေထဲမှာဆိုတခြားသူတွေကအရန်ထူးချွန်တဲ့ဆရာဘိုးတွေအစွမ်းထက်တိုင်းကျမ်းတွေလက်နက်တွေရတာပါငါအလှည့်ကြတော့စာကြည့်တိုက်တယ်လားကျန်းရွှန်စိတ်တူလုံးပြီးတတိလစ်လူမတက်ဖြစ်သွားသည်စာကြည့်တိုက်ကြီးဘာလို့ရမှာလဲနောက်ကိုတခြားသူနဲ့ရန်ဖြစ်ရင်သူတို့ကဓားနဲ့ခုတ်လာရင်ငါကစာအုပ်တွေနဲ့ပြန်ပေါက်နေရမှာလားထားပါဘာပဲဖြစ်ဖြစ်စာအုပ်တအုပ်လောက်တော့အရင်စမ်းဖတ်ကြည့်လိုက်ပါမယ်ကျန်းရွှန်အနီးဆုံးစာအုပ်တအုပ်ကိုဆွဲယူလိုက်သည်သို့တော့သူ့လက်များကစာအုပ်စင်နှင့်စာအုပ်များကိုဖောက်ထွက်သွားပြီးလေကိုသာစုပ်ကင်လိုက်မိသည်မိုးနှက်မင်းရဲ့ကျုပ်ကိုလာနောက်နေတာလားစာကြည့်တိုက်ကြီးတစ်ခုလုံးလည်းပေးသေးတယ်စာအုပ်ကြတအုပ်မှဖတ်လို့မရဘူးလားခမည်းကကျုပ်ကိုဘလို့လှုပ်စေချင်နေတာလဲကျန်းရွှန်ဘာဆက်ပြောရမှန်းပင်မသိတော့ငိုချင်းစိတ်များပေါက်လာကမျက်ရည်မကျအောင်မနှဲထိန်လိုက်ရသည်အပိုင်းနှစ်အချိန်အတော်ကြာလေးလာကြည့်ပြီးနောက်စာကြည့်တိုက်အတွင်းရှိစာအုပ်များမှာရေအိုင်တွေကလက်ရိတ်ကဲ့သို့သာဖြစ်ပြီးထိကင်မရနိုင်ကြောင်းကျန်းရွှန်သဘောပေါက်သွားသည်ထို့ကြောင့်သူ့အသိစိတ်ကိုခေါင်းထဲမှပြန်လဲထွက်ခွာစေလိုက်တော်သည်နေ့လယ်စာစားချိန်တောင်ရောက်နေပြီပဲထမင်းစားပြီးမှပဲចောင်းသားတစ်ထက်ရှာတာကောင်းမယ်အပြင်ဘက်တွင်ကနေမွန်းတဲ့ချိန်ပင်ရောက်နေလေပြီစာသင်ခန်းရှိဖြတ်လျှောက်သွားသောចောင်းသားတစ်18ယောက်ထဲမှတယောက်သာလျင်သူ့အတန်းတွင်တက်အောင်သူစည်းရုံးနိုင်ခဲ့သည်နဲလွန်းလာသည်နေ့လယ်တွင်တော့မနက်ထက်သာအောင်ចောင်းသားတစ်ရှာနိုင်မှဖြစ်တော်မူကျန်းရွှန်သည်အနာဂတ်မှရောက်ရှိလာသူဖြစ်သည်
ဒီရှိခေတ်လူတွေကိုဘယ်မှအရှုံးပေးနိုင်ပါမည်နည်းမဟုတ်လျင်သူသည်အနာဂတ်မှလာသူဖြစ်ကြောင်းကိုမိတို့ကြွားနိုင်ပါတော့မည်နည်းကျန်းရွှန်အကျော်ဆိုင်ရင်ကျောင်းစားတောက်ဆောင်ဘက်လျှောက်လာခဲ့လိုက်သည့်ဟုံးချင်ကျောင်းတော်ကြီးစားတောက်ဆောင်မှာသူ့အရင်ဘဝအထက်တန်းကျောင်းရှိစားတောက်ဆောင်ထက်အစမတန်ကြီးမားလာသည်လူတစ်သောင်းကျော်တစ်ပြိုင်နက်ထိုင်လင်ပင်ချောင်းချောင်းချိချိထိုင်နိုင်လောက်သည့်ကျောင်းသားတစ်တယောက်ရလိုက်သောကြောင့်စိတ်ပျော်မြူးနေရာပုံမှန်စားနေကြထက်ဟင်းနှမျိုးခန့်ပူမာလိုက်သည်ထို့နောက်ထောက်တစ်ထောင်တွင်ထိုင်ကာစားနေတော့သည်ဟိုမှာထိုင်နေတာဆရာကျမ်းမဟုတ်လားကျန်းရွှန်အတန်အာရာသို့လှမ်းကြည့်လိုက်သည်လူရွယ်တဦးပြုံးပြီးသူရှိရာဘက်သို့ဦးတီလာနေသည်ကိုတွေးလိုက်ရသည်လူရွယ်၏မျက်နှာမှာနှွေးထွေးမှုအရေးအယောင်မရှိဘဲအပြုံးတူတစ်ခုကိုဆင်မြန်းထားသည်အော်ဆရာချောင်းကျန်းရွှန်ပြန်လည်နှုတ်ဆက်လိုက်သည်ဆရာချောင်း၏နာမည်မှာချောင်းရှင်းဖြစ်သည်ကျန်းရွှန်နှင့်ချောင်းရှင်းသည်တစ်ချိန်တည်းအတူတူဆရာဖြစ်လာကြသူများဖြစ်သည်ချောင်းရှင်းသည်သူများကိုနင်းချကာသူ့ဂုံတက်အောင်လုပ်တတ်သူတစ်ယောက်ဖြစ်သည်ဟိုရင်ကျန်းရွှန်သည်ချောင်းရှင်း၏နှိမ်ချကာမခံကျင်အောင်ပြောဆိုမှုများကိုတီးမခံနိုင်တော့သောကြောင့်ရစ်ထုတ်ဘဝရောက်ကတေဆုံးခဲ့ခြင်းဖြစ်သည်ချောင်းရှင်းသည်ကျန်းရွှန်တေဆုံးရခြင်း၏အဓိကအကြောင်းတစ်ခုဟုဆိုနိုင်ပေသည်ဒီနေ့ကျောင်းသားလက်ခံတဲ့နောက်ဆုံးနေ့တော့ဘလို့လဲကျောင်းသားတစ်တွေရပြီလားဆရာကျန်းစားနိုင်တောင်းနိုင်သေးပုံကိုကြည့်ရရင်တော့အခြေအနေမဆိုးဘူးထင်တယ်ချောင်းရှင်းကဂုံယူဝင့်ကြွားစွာဖြင့်သူ့အနောက်ဘက်ရှိလူငယ်များဘက်သို့လက်ဝဲရမ်းပြလိုက်ပြီးသူတို့ကငါအတန်းမှာတက်ကြမဲ့ကျောင်းသားတွေလေး12ယောက်တောင်ငါအခုသူတို့ကိုနေလေစာထမင်းကျွေးမလို့ခေါ်လာတာထင်သားပဲဒီကောင်ကြွားဖို့တက်ငါစီလာတာပဲချောင်းရှင်းနဲ့ကျန်းရွှန်တို့ကြားတွင်မတဲ့စရာအကြောင်းပြချက်မရှိချေသို့သောသူတို့သည်ကျောင်းတွင်တစ်ချိန်တည်းဆရာဖြစ်လာကြသူများဖြစ်ရာချောင်းရှင်းကကျန်းရွှန်ကိုအမြဲလိုက်ပြိုင်နေလေးရှိသည်ချောင်းရှင်းကကျန်းရွှန်ကိုအမြဲနှိမ်လေးရှိပြီးသူ့ကိုယ်လူအထင်ကြီးအောင်လှုပ်တတ်သည့်ချောင်းရှင်းနောက်ဘက်တွင်လူငယ်တတိုက်ရှိနေပြီးကျောင်းကြီး၏ကြီးမားထည်ဝါမှုကိုစူးစမ်းနေကြပုံရသည်ကောင်လေးတွေမင်းတို့နဲ့မိတ်ဆက်ပေးရအောင်မယ်ခုဒီမှာထိုင်နေတာဆရာကျန်းရွှန်နဲ့ငါတို့ကျောင်းမှာတော့သူ့ကိုမသိတဲ့သူမရှိဘူးဆရာအကဲဖြတ်စာမှုပွဲမှာတမတ်မှမရလိုက်ပဲကျောင်းဆန်ချိန်ချိုးလိုက်တာဒီဆရာပေါ့ချောင်းရှင်းကကျောင်းသားများနဲ့ကျန်းရွှန်ကိုမိတ်ဆက်ပေးလိုက်သည်ဆရာအကဲဖြတ်စာမှုပွဲမှာတမတ်မှမရတဲ့ဆရာအော်ငါသိပြီငါလဲလမ်းမှာကြားခဲ့သေးတယ်သူ့အတန်းမှာတက်တဲ့ကျောင်းသားတစ်ယောက်ကျင့်စဉ်လေးကျင့်ရင်ဖောက်ပြန်သွားတာဒုက္ခိတဖြစ်သွားတယ်ငါလဲကြားခဲ့တယ်ဟုံးကျင်ကျောင်းမှာတက်မယ်ဆိုရင်ကျန်းရွှန်ရဲ့အတန်းကိုမတက်မိစေနဲ့တဲ့မဟုတ်ရင်တိုင်းပညာမှာတိုးတက်မဲ့အပြင်မတည်ရင်ကံကောင်းဆိုပဲဟာဆရာကျန်းရွှန်ဆိုတာသူလားမထင်ရဘူးနော်သူကြည့်တော့ရုပ်ရည်တန်တန်ပြန်ပြန်နဲ့ချောင်းရှင်းမိတ်ဆက်ပေးအပြီးတွင်နောက်မှကျောင်းသားများ၏တယောက်တစ်ပေါက်ပြောတံများထွက်လာတော့သည်ဆရာအကဲဖြတ်စာမှုပွဲတွင်အမှတ်ပေးသောနေရာများစွာရှိသည်ရေးဖြည့်နှုတ်ဖြည့်တိုင်းပညာအစဉ်စသည်ဖြင့်နေရာပေါင်းစုံမှအမှတ်ရနိုင်သည်ထိုနေရာများမှအမှတ်မရခဲ့လျင်ပင်ကျောင်းသားဤစာမှုပွဲရလဒ်ကိုကြည့်ပြီးဆရာအတွက်အမှတ်ထည့်ပေါင်းပေးသေးသည်ဆရာတစ်ယောက်တွင်ကျောင်းသားတဦးရှိနေလျင်ပင်ထိုဆရာမှာကျင်းတီအမှတ်ရဖို့တေချာတလောက်ရှိသည်ထို့ကြောင့်သူများရန်ဆိုသည်မှာမဖြစ်နိုင်သလောက်ခဲရင်လာသည်သူများရခြင်းဆိုသည်မှာတမိုင်းတည်ရေးထိုးခြင်းပင်ဖြစ်ပေသည်မင်းမိတ်ဆက်ပေးလို့ပြီးပြီလားဝေဖန်တံများကိုကြားနေရတော့လဲကျန်းရွှင်စိတ်မဆိုးမိချေအကြောင်းမှာသူများရအောင်စွမ်းဆောင်သွားသူမှာအရင်ကျန်းရွှင်ဖြစ်သည်သူမဟုတ်ချေသို့တော်လဲချောင်းရှင်းဤအလကားနေရင်လာနှိမ်နေမှုကိုကြည်မရဖြစ်ကမင်းမိတ်ဆက်ပေးပြီးရင်လဲထွက်သွားလိုက်စမ်းငါထမင်းစားနေတာလာမနှောက်ယှက်နဲ့ချောင်းရှင်းသည်သူကနှိမ်ကမိတ်ဆက်ပေးလိုက်တော့လဲကျန်းရွှင်ကမရှက်ပဲနေလိမ့်မည်ဟုမထင်မိချေယခုတော့ကျန်းရွှင်ကသူ့အားထွက်သွားစမ်းဟုပင်နှင်လွတ်နေသေးသည်ချောင်းရှင်းဤမျက်နှာမှာမင်းမောင်သွားတော့သည်သူကဆရာတယောက်ဤဟန်ပန်မျိုးဖြင့်လက်ကိုဟန်ပါပါဝဲလိုက်ပြီးမင်းကဆရာအကဲဖြတ်စာမှုပွဲမှာသူ့ညပြီးစံချိန်လဲတင်လိုက်သေးတယ်ဒါပေမဲ့မင်းကြည့်ရတာရှက်ပုံမရပါလားရှက်ရမယ်ငါကဘာကိစ္စရှက်ရမှာလဲဟာမင်းပြောနေတဲ့အတိုင်းပဲလေငါကစံချိန်အစ်စ်တင်ပြီးတကြောင်လုံးတီးတဲ့ဆရာဖြစ်နေပြီးကျောင်းသားတစ်တွေကအစငါ့ကိုတီးတယ်ကဲမင်းကိုတီးတဲ့သူဘယ်နှယောက်ရှိလဲကျန်းရွှန်ကချောင်းရှင်းနောက်ရှိကျောင်းသားများကိုလက်ညှိုးထိုးလိုက်ပြီးဆရာအကဲဖြတ်စာမှုပွဲမှာမင်းပဲနှစ်မှတ်ရလဲဆိုတာမင်းကျောင်းသားတွေတောင်သိရဲ့လားပြီးတော့သူတို့ဒီကျောင်းကိုမရောက်ခင်မင်းနာမည်ကိုကောကြားဘူးကြရဲ့လားမင်းသာသူတို့ကိုနေလေစားလိုက်ကြွေးတဲ့အထိလောကုချော်မနေရင်သူတို့ကမင်းတန်းတောင်တက်ပမလားမသိဘူးဆရာဖြစ်နေပြီးဘသူမှမသိတဲ့ဆရာဖြစ်နေတာများမင်းကငါရှိလာပြီးဘာကြွားချင်နေတာလဲခါချောင်းရှင်းကပောက်ကွဲချီတော်မီတခြားသူတဦးဦးသာဆရာကဲဖြတ်စာမှုပွဲတင်သူများရရှိခဲ့ပါကခေါင်းပင်ဖော်ရဲလိမ့်မည်မဟုတ်ချေသို့သောကျန်းရွှန်ကလူတိများလာခြင်းအတွက်ပျော်ရွှင်နေကဂုံယူနေပုံပင်ပေါက်သည်
ထို့ပြင်သူကချောင်ရှင်းကိုပင်သူ့လိုသူမြတ်ရအောင်မလုပ်သည့်အတွက်ဆိုကာပြန်နှိမ်လိုက်သေးသည်ကျန်းရွှန်ကားလွန်စွာအရေးထူလာသည်ဘလို့များသူမြတ်ရတာကိုဂုံယူနေနိုင်ရတာလဲသူတိတ်ခါကိုထဲမတွက်တော့ဘူးလားဒီဆရာရှက်မမဲ့လုံဘူးလားချောင်ရှင်းနောက်မှចောင်းသားများကဘာပြောလို့ပြောရမှန်းမသိကြချေရှက်အရေးထူတယ်ဟာတာပဲကျန်းရွှန်နေခဲ့သောခေတ်ကြီးတွင်လူများသည်နာမည်ကျော်ကြားဖို့ဘာမဆိုလောက်ကြမည်သူများဖြစ်ကြလေသည်သူတို့လောက်ကြသည်များမှာဒီရှေးခေတ်လူများအိမ်မက်ပင်မဖတ်ဘူးလောက်သောကိစ္စများဖြစ်သည်အဖော်အချွတ်တပ်ပုံတွေရိုက်ရုပ်ရှင်တွေရိုက်ကြနှင့်ကျန်းရွှန်ဆောင်မှုပွဲတွင်သူမြတ်အပြီးနာမည်ကြီးခြင်းဆိုသည်မှာထိုကိစ္စများနှင့်ရှင်လင်းတာမှန်မျှသာဖြစ်သည်ချောင်ရှင်းမျက်နှာမှာဒေါသကြောင့်หนีရဲနေလေသည်ဆရာဆိုတာတပည့်တွေကိုတင် जा ပေးဖို့ကအဓိကကွာဒီနေ့တော့မင်းနဲ့ငါဆက်မငင်းကျင်တော့ဘူးမင်းเจ้าသားတယောက်လောက်ရှာနိုင်မှဆက်ပြောကြတာပေါ့အဲ့တော့မှဘသူတပည့်ကပိုတော့လဲကြီးကြတာပေါ့ချောင်ရှင်းသည်ကျန်းရွှန်အားပြောပြီးလှည့်ထွက်သွားတော့သည်ထိုအချိန်တွင်ကျန်းရွှန်နောက်မှအဖိုးအိုနှင့်မိန်းကလေးတဦးစကားပြောတန်ထွက်လာသည်ကျမဆရာကအဲ့လောက်မညံ့ပါဘူးသူကတော်တော်သဘောကောင်းတယ်မိန်းကလေးဤအတန်မှာနူးညံ့ပျော့ပြောင်းပြီးသူ့မလေးတန်းမှာဝေခွဲမရဖြစ်နေပုံပေါက်လေသည်ဒုတိယသခင်မလေးကျုပ်စကားနားထောင်မှာကျုပ်တို့ထွက်မလာခင်ကလေးကသခင်လေးကတေချာမာလိုက်တယ်ဆရာလူရှွန်းအတန်းကိုရအောင်အပ်ပါတယ်ဒါပေမဲ့သခင်မလေးကကျုပ်မသိခင်ကြောင်းလဲလျှောက်သွားပြီးဆရာတန်းကိုမှတက်ဖို့ဆုံးဖြတ်လိုက်ရသလားအဖိုးအိုဤအတန်မှာကျဲလောင်နေပြီးဒေါသတန်ပါနေသည်ဆရာကဘိုးဘိုးပြောတလောက်ကြီးမဆိုးပါဘူးသူကလူကောင်းပါသူကကျမကိုចောင်းသားတစ်တွေတဲ့အတော်ဆုံးဖြစ်အောင်တင်ပေးမယ်တဲ့မိန်းကလေးကပြန်ညင်းနေတော့လဲသူမလေးတန်းမှာဝေခွဲမရပုံပေါက်နေစေပင်အတော်ဆုံးသခင်မလေးသာသူ့အတန်းသွားတက်ရင်တိုင်းပညာတိုးတက်ဖို့အသာထားအောင်လေ့ကျင့်ရင်ကျင့်စဉ်မဖောက်ပြန်ရင်ပဲကံကောင်းလာပြီးသခင်မလေးဆရာအကြောင်းကိုကောတေချာသိရလားသူကဒီเจ้าကအကျော်ကြားဆုံးအသုံးမကျဆုံးဆရာပဲပြီးခဲ့တဲ့ဆရာအကဲဖြတ်စာမှုပွဲမှာလဲသူညပဲရတယ်ကျုပ်ရဲ့ဘွားဘွားလေးရဲ့မြန်မြန်သာအတန်းပြန်ပြောင်းစမ်းပါသခင်လေးသာဒီသတင်းပြန်ကြားရင်တော့ကျုပ်တော့သေးပြီအဖိုးအိုကမိန်းကလေးအားတောင်းပန်သောလေတံဖြင့်ပြောလိုက်လေသည်အကိုကြီးပြန်ကြားရင်လားအဖိုးအိုကသခင်လေးအကြောင်းစကားထဲထည့်ပြောလိုက်ရာမိန်းကလေးကြောက်လန့်သွားပုံပေါက်သည်သူမမျက်နှာမှုန်ကုတ်သွားပြီးတွေ့ဝေနေတော့သည်ချောင်ရှင်းသည်ပြန်လှည့်သွားနေရမှထိုအတန်များကိုကြားလိုက်သောမျက်လုံးများအယောင်ပြန်တောက်လာသည်ချောင်ရှင်းအပြုံးတစ်ခုကိုဆင်မြန်းလိုက်ပြီးကျန်းရွှန်ရှိရာသို့နောက်တစ်ခေါက်ချီတက်လာကအတန်ကြဲကြဲဖြင့်ဆရာကျန်းဟိုမိန်းကလေးကမင်းတပည့်အစ်စ်လာကြည့်ရတာအခြေအနေမကောင်းဘူးနော်သူကြည့်ရတာအခုပဲအတန်းပြောင်းတော့မဲ့ပုံပဲဆရာများကတပည့်ကိုရွေးချယ်ခွင့်ရှိတဲ့ကဲ့သို့တပည့်များကလည်းဆရာကိုရွေးခွင့်ရှိလေသည်ကျောင်းသားသည်ဆရာကသူ့အတွက်မတင်တော်ဘူးထင်လျင်ဆရာပေးထားသောကြောက်စိမ့်ပြားကိုဆရာထံပြန်အပ်ခွင့်ရှိသည်ချောင်ရှင်းဤကျေလောင်သောအတန်ကြောင့်အဖိုးအိုနှင့်မိန်းကလေးသည်သူတို့ဘက်သို့လှည့်ကြည့်လိုက်ကြသည်သခင်မလေးအဲ့ဒါသခင်မလေးရဲ့ဆရာလားအဖိုးအိုကကျန်းရွှန်ကိုကြည်ရင်မေးလိုက်သည်ဟုတ်မိန်းကလေးကခေါင်းညိတ်လိုက်သည်အဖိုးအိုသည်ချက်ချင်းထရက်လိုက်ပြီးကျန်းရွှန်ရှိရာသို့ရောက်ရှိလာသည်ဆရာကျန်းကျုပ်တို့သခင်မလေးကခမည်းတန်းကနေနှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်ပြီပြိုဘိုးဘိုးမိန်းကလေးသည်လှမ်းអော်လိုက်ပြီးချက်ချင်းလိုက်လာလေသည်သူမသည်အဖိုးအိုကထိုမြတ်တွက်လက်စွာထသွားလိမ့်မည်ဟုထင်မထားမိချေသူမကကျန်းရွှန်ကိုတောင်းပန်သောအကြည့်ဖြင့်ကြည့်လိုက်ပြီးဆရာကျမသူမသည်ကျန်းရွှန်ဤတပည့်အစ်စ်ဝန်ရင်းဖြစ်သည်ဝန်ရင်းငါကတိတ်ပြီးတော့တပည့်လက်ခံချင်တာမဟုတ်ဘူးနော်မင်းကိုလက်ခံလိုက်တယ်ဆိုတာကလည်းရေဆက်ပါနေလို့သာလက်ခံလိုက်တာမင်းကဘာကိစ္စဒီလောက်ကောင်းတဲ့အခွင့်အရေးကိုလက်လွတ်ခံပြီးအတန်းပြောင်းချင်ရတာလဲတခြားကျောင်းသားတွေဆိုငါအတန်းတက်ချင်ကြလွန်လို့ငါကအကုန်ရင်းလွတ်နေရတာကျန်းရွှန်ဝန်ရင်းကိုမိတို့လက်လွတ်ခံနိုင်ပါမည်နီးထို့ကြောင့်သူကဆရာကြီးလေတံဖြင့်ပြောလိုက်ခြင်းဖြစ်သည်ဘာလဲဟပတ်ဝန်းကျင်ရှိကျန်းရွှန်အကြောင်းသိကြသူများမှာမျက်နှာများမင်းမှောင်ပြီးတတိလစ်လူမတက်ဖြစ်ကုန်ကြလေသည်အကိုကြီးခမားပြနည်းနည်းလေးတော့ရှက်တတ်ပါအောင်ဘာကျောင်းသားတွေအများကြီးကိုညှင်းလွတ်နေရတယ်လဲဘာရေးဆက်လဲဘဲကကျောင်းသားတွေကများခမားတပည့်ဖြစ်ချင်နေရတယ်လဲခမားကကျောင်းသားတယောက်မှမရှာနိုင်တဲ့ဆရာလေဒီလိုမဟုတ်ပါဘူးဆရာကျမကဝန်ရင်းကလက်ခါပြရင်းပြန်ပြောလိုက်သည်သို့တော့သူမကားမဆုံးခင်အဖိုးအိုကကြားဖြတ်ဝင်ပြောလိုက်သည်ဟုတ်ပါတယ်ဆရာကျန်းကျုပ်သခင်မလေးကဆရာအတန်းကနေနှုတ်ထွက်ဖို့ဆုံးဖြတ်ပြီးသွားပါပြီသူကဆရာကိုပြောရမှာအားနာနေလို့ပါအဲ့တော့ဆရာကျန်းကပဲနှုတ်ထွက်ဖို့အတွက်လိုအပ်တာတွေလုပ်ပေးပါလားနှုတ်ထွက်မယ်ကျန်းရွှန်မျက်မှောင်ကျုပ်သွားသည်
ဘာဖြစ်ချင်ရမလဲဒီလိုတော်တဲ့ကလေးမလေးကိုငါကမင်းစီမှာနှင်မုန်းခံနိုင်ပါမလားသူသားမင်းစီကနှုတ်ထွက်လာရင်ငါကချက်ချင်းကိုလက်ခံပြလိုက်မယ်ចောင်းသားဆိုတာဆရာကောင်းကောင်းစီမှာတင်ကျင်ကြတဲ့သူတွေကြီးပဲဘယ်ចောင်းသားမှသူညဆရာစီမတင်ကျင်ဘူးချောင်းရှင်းကခတ်တိုးတိုးရရင်ပြောလိုက်သည်မင်းကလူအများကြီးရှိမှငါတပည့်ကိုခိုးချင်တယ်ပေါ့ဟုတ်လားငါကဗဟိုတင်ကြားရေးဌာနကိုမတိုင်မဲနေလိမ့်မယ်ထင်နေတာလားဆရာများအားလွတ်လပ်စွာចောင်းသားရွေးခွင့်ကိုចောင်းကပေးထားတော်လဲတပည့်ခိုးခြင်းကိုတော့ចောင်းကခွင့်မလွတ်တတ်ပေထိုးထိုးဖြစ်ခဲ့လျင်ဆရာချင်းချင်းဆက်ဆံရေးပြပြသည့်အပြင်ចောင်းတိတ်ခါလဲကြတော့ကြောင်ဖြစ်သည်တပည့်ခိုးတယ်ဟုတ်လားမင်းပြောတာပြင်းထန်လွန်းနေတယ်ဒီလိုလုပ်မယ်လေငါတို့နှစ်ယောက်ဒီမိန်းကလေးကိုတခုခုလေ့ကျင့်ခိုင်းမယ်လိုအပ်တာထောက်ပြပေးမယ်ဘသူထောက်ပြတာကပိုအကျိုးရှိလဲပြိုင်ကြမယ်ပြီးရင်သူကြိုက်တဲ့ဆရာကိုသူရွေးလိုက်မယ်မင်းပြိုင်ရဲလားချောင်းရှင်းကရဲရင်ပြောလိုက်လေသည်အပိုင်း3ကျန်းရွှန်မျက်နှာမဲမောင်သွားလေသည်သူသည်အရင်ကျန်းရွှန်စီမှမှတ်ညံများကိုဆက်ခံလိုက်ရတော့လဲမှတ်ညံများမှာယခုအချိန်ထိအစီအစဉ်တကျမဖြစ်သေးချေသူ့အနေနှင့်စွမ်းအင်အဆင့်ခွဲခြားခြင်းသာအလွန်ဆုံးလုပ်နိုင်သည်လေ့ကျင့်နည်းထဲမှအမှားများကိုထောက်ပြရန်မှာသူမပြောနှင့်သူအရင်ကျန်းရွှန်ပင်အဲ့လောက်စွမ်းမရှိပေသူများအမှားများကိုထောက်ပြကာတင်ပြပေးသောနေရာတွင်ဆရာချောင်းနှင့်ရှင်လင်သူ့အနေနှင့်အဆင့်ကွာလွန်လာသည်ဒီပြိုင်ပွဲတွင်သူရှုံးရန်မှာတေချာတလောက်ရှိလေသည်ဘာလဲကြောက်နေတာလားစီးမြင့်ထဲမှာတေတေချာချာရေးထားတယ်ចောင်းသားတွေတေချာရွေးချယ်နိုင်အောင်ဆရာတွေတယောက်နဲ့တယောက်ရှင်ပြိုင်ခွင့်ရှိတယ်ဒါကိုတပည့်ခိုးတယ်လို့ပြောလို့မရဘူးချောင်းရှင်းကရဲရင်ပြောလိုက်ပြန်သည်ချောင်းရှင်းမှာတည်ကြည်သောចောင်းတော်သားကြီးပုံအပြေးပေါက်လေသည်ကောင်းပြီလေငါတို့ဘာကိုထောက်ပြပြီးတင်ပေးကြမလဲကျန်းရွှန်အန်ကျိတ်လိုက်သည့်ဒီပြိုင်ပွဲကိုသူလက်မခံပါကတမနက်လုံးသူစူးစမ်းရှာထားရသောတပည့်ကျော်လေးအားလက်လွတ်လိုက်ရမည်ကိုသူသိလေသည်တပည့်အားဆရာကလိုအပ်သည်များတင် जा ပေးရာတွင်နယ်ပယ်မျိုးမျိုးရှိသည်ဥပမာစွမ်းအင်ကျင့်စဉ်တိုင်းလေးကျင့်ခြင်းစိတ်ငြိမ်ကျင့်စဉ်စသည်ဖြင့်ဒီလိုဆိုမကောင်းဘူးလားသူတို့ကအကြောင်းသားတစ်တွေဆိုတော့ငါတို့နဲ့အကြောင်းမသိကြသေးဘူးသူတို့ကိုလက်သီးတိုင်းကွက်ကစားခိုင်းမယ်ပြီးရင်သူတို့အားနည်းချက်ကိုကြည့်ပြီးတင်ပေးကြမယ်ပိုတိုးတက်အောင်တင်ပေးနိုင်တဲ့ဆရာကအနိုင်ဘလို့လဲအခြားဆရာများဆိုရင်ခြောင်ရှင်းနေဖြင့်ယခုလိုစိန်ခေါ်ဖို့ယုံကြည်မှုရှိလိမ့်မဟုတ်သို့တော့သူညဆရာနှင့်ဆိုရင်တော့ခြောင်ရှင်းသည်ယုံကြည်မှုအပြည့်ရှိလေသည်ကျန်းရွှန်တွေဝေနေသည်မင်းကြောက်နေတာတော့မဟုတ်ပါဘူးနော်မင်းခုနကပဲတပည့်အများကြီးညင်းလွတ်နေရတယ်ကြွားနေသေးတာမင်းတကယ်ရည်ချင်းရှိတယ်ဆိုရင်ပြိုင်ကြစို့မိန်းကလေးအနာဂတ်ကိုနှောင့်နှေးအောင်အချိန်ဆွဲမနေနဲ့ချောင်းရှင်းကခတ်တိုးတိုးရဲစေပင်ကောင်းပြီလေကျန်းရွှန်ကောင်းငိမ့်လိုက်သည်လူတစ်ယောက်အတွက်အဆိုးဆုံးဆိုသည်မှာတေချင်းပင်လောလောဆယ်အဆိုးဆုံးဖြစ်နိုင်သည်မှာတပည့်တစ်ယောက်လက်လွတ်ရခြင်းသာသူသာမပြိုင်လင်လက်လွတ်ရဖို့ကတေချာတလောက်ပင်သူ့အနေနဲ့နောက်ဆုတ်เสียလမ်းမရှိတော့ချေကျန်းရွှန်သည်မနိုင်ခဲ့လျင်နောက်တစ်မျိုးမျိုးထက်ကြံဖို့ကြိုတွေးထားလိုက်သည်ဘလို့ပဲဖြစ်ဖြစ်ငါကအရေးထူတာပဲဘာရှက်เสียရှိလို့လဲစရာချောင်းနဲ့ဆရာကျန်းပြိုင်ကြမလို့တဲ့အဲ့အစ်စ်နှိမ့်ဆရာနှစ်ယောက်မှဘသူနိုင်မဲ့ထင်လဲသူညဆရာကတခြားဆရာတယောက်နဲ့ပြိုင်မလို့ဟုတ်လားတကယ်ကြီးလားဟာသူကထက်ရှက်ကွဲချင်သေးတာလားအနီးနားရှိစားတောက်နေကြသောသူများသည်စိတ်ဝင်စားကာစုပြုံလာကြလေသည်ယနေ့သည်ဟုံးကျင်ကျောင်းတော်၏ကျောင်းသားတစ်လက်ခံသည့်နေ့ဖြစ်သည်ကျောင်းသားတဲ့တော်တော်များများကသူညဆရာအကြောင်းကြားဘူးကြတော့လဲလူကိုမတွေ့ဘူးကြရာစိတ်ဝင်စားလာကြပြီးအနီးနားတွင်ကြိတ်ကြိတ်တိုးနေတော့သည်စီမင်းတိုင်းပဲပေါ့မင်းကငါတပည့်ကိုတင်ပေးငါကမင်းတပည့်ကိုတင်ပေးမယ်လူများဝိုင်းကြည့်လာသည်ကိုတွေ့ရာချောင်းရှင်းသည်အစွမ်းပြဖို့ပိုစိတ်အားထက်သန်လာသည့်ပြိုင်ပွဲတွင်တရားမျှတမှုရှိစေရန်ဆရာသည်မိမိကိုယ်ပိုင်တပည့်ကိုတင်ပြခွင့်မရှိပေမဟုတ်ပါကအရေးချင်းမြည်များတိုးတက်လာသည်ကိုအမှန်တိုင်းသိနိုင်ရန်ခဲရင်းလေသည်ထို့ကြောင့်တယောက်နှင့်တယောက်တပည့်ချင်းလဲပြီးလိုအပ်သည်ကိုထောက်ပြကြရသည်မင်းကလေးဒီကိုလာပြီးလက်သီးတိုင်းကွက်ကစားပြပါလားကစားပြီးရင်အားအကုန်သုံးပြီးအဲကြောက်တိုင်ကိုလက်သီးနဲ့ထိုးပြအစစ်မြင့်တိုင်းဆရာများ၏ဟန်ပန်နှင့်ချောင်းရှင်းကငင်းငိုင်နေသောမိန်းကလေးကိုပြောလိုက်သည်ကျမဝမ်ရင်မျက်နှာနီးရဲသွားပြီးကျန်းရွှန်အားတစ်ချက်လမ်းကြည့်လိုက်သည်ကျန်းရွှန်စိတ်ဆိုးမနေကြောင်းတေချာတော့မှသူမကရှေ့သို့ထွက်လာသည်ဟူလက်သီးမှထွက်လာသောအားလိုက်များသည်ပတ်ဝန်းကျင်ရှိလေထုကိုစူညံသွားစေသည်သူမလက်သီးချက်များသည်အာမှန်ပြေဝလာသည်ခက်အေးအေးမိန်းကလေးတစ်ယောက်ကဒီလောက်ပြင်းထန်သောလက်သီးတိုင်းကစားနေနိုင်သည်မှာကိုယ်တိုင်မတွေ့ရလျင်ယုံနိုင်စရာမရှိပေ
သူမ၏ဟန်ပန်းမှာခိုင်မာပြီးအာမန်ပြေးဝလာသည့်ကြည်ယုံနှင့်ပင်အခြေခံကောင်းကြောင်းသိနိုင်လေသည်တိတ်မကြခင်မှာပဲသူမအတိုင်းကစားပြီးသွားသည်သူမကစားသွားသည်ကိုကြည့်ကာကြက်ရွှန်စိတ်ပြတ်သွားလေသည်သူ့အနေဖြင့်အရင်ကြက်ရွှန်၏မှတ်ဉဏ်ကိုပါသုံးကာကြည့်ပါတော့လေမြည်သည့်အားနည်းချက်မှရှာမတွေ့ချေဆရာအကဲဖြတ်စာမှုပွဲတွင်သူမြရသည်မှာဘာဆန်းတော်မီနီထိုကြက်ရွှန်ကအမြင်စူးရခြင်းအလင်းမရှိချေဟုတ်ပြီးကြောက်တိုင်ကိုအားကုန်သုံးပြီးထိုးလိုက်တော့မင်းကလေးသည်အမှန်တကယ်ထူးချွန်သောအကြောင်းသူဖြစ်သည်ကိုတွေးလိုက်ရသောအခါခြောက်ရှင်းကောင်းကိုကျေနပ်စွာညှိနေတော့သည်ကြောက်တိုင်တတိုင်မှသူတို့ရက်နေသောနေရာအနီးတွင်ရှိလေသည်ထိုကြောက်တိုင်များမှာចောင်းသားများအားဆိုင်ရန်အတွက်ချထားပေးသောတိုင်များဖြစ်သည့်ဝမ်ရင်းသည်ကြောက်တိုင်နီးသို့ရှက်ရွံ့နေသောအမူအရာနှင့်ရှောက်သွားလိုက်သည်ကြောက်တိုင်နားရောက်လျင်အားအင်များကိုစူးစီးလိုက်ကကြောက်တိုင်ကိုထိုးချလိုက်လေသည်ဝုံကြောက်တိုင်တစ်ချက်လှုပ်ရှားသွားပြီးနံပါတ်များပေါ်လာလေသည်53ကီလိုမဆိုးဘူးပဲချောင်ရှင်းကခေါင်းညှိပြလိုက်သည်ကျောင်းသားတစ်တယောက်အနေဖြင့်ဆရာများထံမှဘာမှမတင်ရသေးခင်ဒီလောက်အင်အားကောင်းနေသည်မှာထူးချွန်လှပေပြီးထို့ပြင်သူမသည်မိန်းကလေးတစ်ယောက်ဖြစ်နေသေးသည်မင်းလက်တီးကစားပြတာအင်အားတော်တော်ကောင်းတယ်ဒါပေမဲ့အားနည်းချက်တစ်ခုရှိနေတယ်မင်းလက်တီးထိုးဖို့ခြေထောက်နေရာယူတာကြာလွန်းနေတယ်တကယ်လို့မင်းခြေထောက်ကိုဒီထက်မြန်မြန်နေရာပြောင်းနိုင်ရင်မင်းလက်တီးကဒီထက်ပိုပြီးအင်အားပြင်းနိုင်သေးတယ်ငါထင်တာမမှားဘူးဆိုရင်မင်းခြေထောက်မှာဒဏ်ရာရထားတယ်မလားချောင်ရှင်းဤအမြင့်ဆူးရှမှုမှာကျန်းရွှန်ထက်တေချာပေါက်တာနေတော့သည်တခါကြည့်လိုက်ရုံများနှင့်ဝမ်ရင်းဤအားနည်းချက်မှာခြေလမ်းများဖြစ်ကြောင်းသိလိုက်ပြီးခြေထောက်ဒဏ်ရာရှိနေကြောင်းမှခံမှန်းနိုင်လေသည်ဟုတ်ဝမ်ရင်းကခေါင်းညှိပြီးပြန်ဖြေလိုက်သည်မင်းရဲ့ဒဏ်ရာကြောင့်မင်းကအောက်ပိုင်းမှာအားဆိုင်ရမှာကိုကြောက်နေတယ်ငါမင်းကိုနီးလန်းတစ်ခုပြောပြမယ်စိတ်မပူနဲ့မင်းခြေထောက်ဒဏ်ရာကဘာမှပိုဆိုးမလာစေရဘူးထို့နောက်ချောင်ရှင်းသည်ဝမ်းရင်ကိုတေချာရှင်းပြတော့သည်နောက်တစ်ခေါက်ထပ်ဆန်းကြည့်ဝမ်ရင်အသက်ငယ်ငယ်ဖြင့်ထိုမြအင်အားကောင်းနေသည်ကိုကြည့်လျင်သူမ၏နားလဲနိုင်စွမ်းသည်လည်းနှိမ့်လိမ့်မည်မဟုတ်ပေချောင်ရှင်းရှင်းပြလိုက်သောနီလန်းကိုအချိန်တိုတွင်းမှာပင်နားလဲသွားလေသည်သူမသည်ကြောက်တိုင်နာနောက်တစ်ခေါက်ထပ်သွားလိုက်ပြီးလက်သီးများကိုစူးစီးထားလိုက်လေသည်သူမကိုယ်ထဲတွင်အားလိုက်များပုံမို့စူးစီးလာနိုင်ပြီးငကားတစ်ကောင်ကဲ့သို့အားရင်ပြည့်ဖြိုးလာသည်ဟုခံစားမိလိုက်သည်ဝုံအချိန်အနည်းငယ်များတင်ပြပေးလိုက်ရုံများဖြင့်သူမလက်သီးချက်မှာတဝကီလိုထိအင်အားတိုးတက်လာလေသည်တဝကီလိုတိုးလာတယ်ဆိုတော့2ဝတိုးလာတာပေါ့ကဲငါတော့လိုအပ်တာတင်ပေးပြီးသွားပြီမင်းလည်းပဲဆရာချမ်းချောင်ရှင်းခက်အေးအေးပြုံးနေတော့လဲသူ့ဝမ်းသာမှုမှာပေါ်လွင်နေသည်တခါတင်ပြပေးုံဖြင့်2ဝတိုးလာသည်ဆိုသည်မှာမဆိုးလာချေဆရာချမ်းကျောင်းသားတစ်ယောက်ကကြက်ရွှန်စီလှမ်းလျှောက်လာပြီးလက်သီးကစားပြရန်အသင့်ပြင်လိုက်လေသည်3ကျန်းရွှန်လက်မြောက်ကအော်လိုက်သည်။ဘာလဲဆရာကျန်းကစကားမတီးတော့ဘူးလား။ချောင်ရှင်းကလှောင်ရဲလိုက်လေသည်။စကားမတီးဘူးဟုတ်လား။ဟာတာပဲငါကပြောပြီးသားကိစ္စတစ်ခုအတွက်နောင်တရနေမယ်လို့မင်းထင်နေတာလား။ကျန်းရွှန်ကလေးတန်းမဖြင့်ပြောလိုက်သည်သို့တော်သူ့စိတ်ထဲတွင်ကတုန်လှုပ်နေမိသည်။အနာဂတ်မှလာသူဖြစ်သောကျန်းရွှန်သည်ကျောင်းသားတစ်ယောက်ကိုတိုင်းတင်ပေးရန်မည်သို့ဖြစ်နိုင်ပါမည်နည်းကျောင်းသားတွေကအချစ်ကားများဒေါင်းလုဆွဲကြည့်ခြင်းလင်တော့သူသည်ကျွမ်းကျင်စွာတင်ပြပေးနိုင်ပေသည်ပတ်ဝန်းကျင်မှလူများဝိုင်းကြည့်နေကြတော့လဲသူ့အနေဖြင့်အရှက်မရှိစွာအကြောင်းပြချက်တစ်ခုခုရှာပြီးညှင်းဖို့ကြိုးစားလေသည်ဒီကျောင်းသားကမင်းတပည့်ပဲငါကလိုအပ်တာထောက်ပြပေးပြီးမှသူကမင်းစကားနားထောင်ပြီးအားကုန်မသုံးရင်ငါကအလိုလိုမရှုံးဘူးလားကျွန်တော်အားကုန်သုံးပြီးကြိုးစားပါမယ်လို့ကတိပေးပါတယ်ကျောင်းသားကအန်ကျိတ်ကမကျေနပ်သောအကြည့်ဖြင့်ကြည်ရင်ကျန်းရွှန်အားပြန်ပြောလိုက်သည်ကောင်းပြီလေငါကမင်းကိုယုံလိုက်ပါမယ်ဒါပေမဲ့ငါတို့ပြိုင်ပွဲကမမျှတဘူးလို့မထင်ဘူးလားဆရာချောင်းကျောင်းသားကကျန်းရွှန်ကိုကတိပေးလိုက်သောအခါကျန်းရွှန်ကအရှက်မဲ့စွာနောက်တစ်မျိုးထပ်ပြောတော့သည်မမျှတဘူးဘာကမမျှတာလဲချောင်ရှင်းကပြန်ပြောလိုက်သည်ဝမ်ရင်းကငကိုကလေးကငါတပည့်ငါနိုင်ရင်လဲသူကငါတပည့်ပဲငါရှုံးရင်ကြတော့မင်းကသူ့ကိုတပည့်အဖြစ်လက်ခံမဲ့မင်းဘက်ကအရှုံးမှမရှိတာဘလို့လုပ်ပြီးမျှတတယ်ခေါ်လို့ရမလဲချောင်ရှင်းဘာပြန်ပြောရမှန်းမသိပေပြိုင်ပွဲကမျှတမှုမရှိသည်မှာထင်ရှားနေတဲ့ရှားနေသည်ချောင်ရှင်းနေဖြင့်ဆုံးရှုံးစရာဘာမှမရှိကျန်းရွှန်ကတပည့်တယောက်အလကားဆုံးရမလို့ဖြစ်နေသည်ရှိတော်သည်ဒါဆိုဒီလိုလှုပ်ငါရှုံးရင်အခုမင်းတင်ပေးရမယ့်ရှိုးရန်ကိုမင်းတပည့်အဖြစ်လက်ခံလိုက်ချောင်ရှင်းကခဏတာစဉ်းစားပြီးနောက်ပြန်ဖြေလိုက်သည်ဆရာ
ရှိုရန်အနေဖြင့်ဆရာချောင်ကထို့သို့ဆုံးဖြတ်လိမ့်မည်ဟုထင်မထားမိချေအံ့ဩပြီးစိုးရိမ်မှုများကိုရှိုရန်မျက်နှာတွင်ခထင်းသားတွေ့ရလေသည်ခွန်ရလေသည်မည်သူကသူများဆရာထံတွင်တပည့်ခံကြီးခံခြင်းလိမ့်မည်နီတေဒီကမှပိုကောင်းပေလိမ့်မည်စိတ်မပူနဲ့ရှိုရန်ငါရှုံးเสียအကြောင်းမရှိဘူး20ချောင်ရှင်းကယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်သူဆရာ၏ယုံကြည်မှုကိုတွေးလိုက်ရသောအခါရှိုရန်စိတ်အေးသွားကကြမ်းရွှန်ကြည့်နေလားမကြည့်နေလားကိုမဆောင်တော့ဘဲတိုင်းကွက်ကစားပြလိုက်သည်80ကြမ်းရွှန်သည်ထိုเจ้าသားဘာတိုင်းကွက်ကစားပြနေသည်ကိုပင်မတိချေသူမည်တို့အားနေချက်ရှာကထောက်ပြပေးရမည်နီအားနေချက်အဲ့လက်တီးတိုင်းထဲမှာဘာအားနေချက်များရှိမလဲကြမ်းရွှန်တပူပေါ်သို့ချွေးသီးချွေးပေါက်ကြီးများကျလာတော့သည်မြည်သည့်အားနေချက်များသူမရှာနိုင်ပေရှမ်းလင်အဆက်ကွဲတာကအရေးမကြီးဘူးထားဦးသူစူးစမ်းရှာထားရတော့တပည့်ကျော်လေးကတော့သူများနောက်ပါသွားတော့မည်သူလဲเจ้าမှထွက်ရလိမ့်မည်ဝုံကျန်းရွှန်အကြီးအကျယ်စိတ်ပြက်နေစဉ်မှာသူ့စိတ်ထဲရှိကောင်းကင်ပုံစာကြည့်တိုက်သည်မိုးကြိုးများလင်းလက်လျက်တုန်ခါလာသည်စာအုပ်စင်ကြီးပေါ်တွင်လည်းစာလုံးကြီးများပေါ်ပေါက်လာသည်ကောင်းကင်လမ်းပင်ပြီးပြည့်စုံခြင်းမရှိထိုစာလုံးကြီးများသည်တောင်တန်းကြီးများကဲ့သို့ခိုင်မာသည်ဟုထင်ရသည်အဆုံးမရှိနိုင်သောအင်အားများနှင့်ပြည့်နေသည်ဟုခံစားရသည်ထိုစာလုံးကြီးများပေါ်လာပြီးနောက်တွင်ကျန်းရွှန်လက်ထဲသို့စာအုပ်တစ်အုပ်ကျလာသည်ဘာစာအုပ်ပါလိမ့်ကျန်းရွှန်စိတ်လှုပ်ရှားသွားကစာအုပ်ကိုငုံကြည့်လိုက်သည်စာအုပ်ဖုံးပေါ်တွင်စာနှလုံးသာတွေ့ရသည်80 20စာအုပ်ကိုလှန်ကြည့်လိုက်ရာအထဲတွင်စာလုံးပေါင်းမြောက်များစွာရေးထားသည်ကိုတွေ့လိုက်သည်ရှိုရန်ရှာယုံမြို့ရှိုမိသားစုဝင်ဟုံးထင်ကျောင်းသားတိုင်းအဆင့်တကျူးရှိအဆင့်စွမ်းအင်ကျင့်စဉ်ကြာပန်းသွေးကြောကျင့်စဉ်တိုင်းကွက်အပျော်တန်းအဆင့်ပပြက်လက်တီးကျွမ်းကျင်အဆင့်နဂါးလက်တီးအားနည်းချက်များ12ချက်တကိုရောင်ပြသောနေရာတွင်အားအလွန်အကျွံ3-2-3-4-12ဒါကစာလုံးများပြည့်တိတ်နေသောစာအုပ်ကိုကြည့်ကကျန်းရွှန်သူ့ကိုသူယူသွားပြီဟုထင်လိုက်မိသည်တကယ်ကြီးလားဟာရှိုရန်ဘာများအားနေမလဲတွေးလိုက်မိသည်နှင့်ကောင်းကင်ပုံစာကြည့်တိုက်ကရှိုရန်အကြောင်းရေးထားသောစာအုပ်ထုတ်ပေးလိုက်လေသည်တကယ်လို့စာအုပ်ထဲမှအကြောင်းများသာအမှန်ဖြစ်နေလျင်အချိန်ခရီးသွားသူအဖြစ်သူရရှိလိုက်သောစာကြည့်တိုက်သည်အတုံးမကျသောစာကြည့်တိုက်မဟုတ်တော့ဘဲလွန်စွာမှပင်တန်မိုးရှိလာသည့်လူတိုင်းသည်အားနည်းချက်ကိုယ်စီရှိကြသည်ကြီးဖြစ်သည်မြည်သည့်တိုင်းကွက်မဆိုလဲဟာကွက်ရှိသည်သာပြီးပြည့်စုံခြင်းဆိုသည်မှာလောကကြီးပေါ်တွင်မရှိချေထို့သောလောကကြီးထဲတွင်သူများအားနည်းချက်များကိုစာအုပ်တစ်အုပ်ထဲတွင်အကုန်ဖတ်နိုင်သည်ဆိုခြင်းမှာလွန်စွာမှပင်တန်ဖိုးကြီးလာတော့သည်ဝုံကျန်းရွှန်သူ့စိတ်ထဲမှစာကြည့်တိုက်၏ပြောင်းလဲမှုများကိုအံ့အားမြင်တက်နေစေမှပင်ရှိုရန်ကတိုင်းကစားခြင်းကိုအဆုံးသတ်ကာကြောက်တိုင်ကိုထိုးလိုက်သည်62လက်သီးထိုးအားကာ62ကီလိုဖြစ်သည်ဆရာကျန်းရှိုရန်ကတိုင်းကစားပြလို့ပြီးသွားပြီလိုအပ်တာလေးတွေထောက်ပြပေးလိုက်ပါဦးချောင်ရှင်းကလှောင်ပြုံးဖြင့်ပြောလိုက်သည်ချောင်ရှင်းပြောစကားကိုကြားလိုက်သူများအားလုံးကကျန်းရွှန်စီတို့အကြည့်ရွှေ့လိုက်ကြသည်တဦးတည်းသောသူများဆရာကဘလို့များအားနည်းချက်တွေထောက်ပြနိုင်မလဲဆိုတာအားလုံးကစိတ်ဝင်စားနေကြလေသည်အပိုင်း၄ကောင်းကင်ပုံစာကြည့်တိုက်အတွင်းမှရုတ်တရက်ပြောင်းလဲမှုများကြောင့်ကျန်းရွှန်အာယုံများမှာသူ့စိတ်ထဲတွင်သာရှိနေရာဘေးလူများအနေဖြင့်ကြည့်လျင်ကျန်းရွှန်ငူငိုင်နေသည်ကိုသာတွေ့ရလေသည်ဆရာကျန်းကျေးဇူးပြုပြီးလိုတာလေးတွေတင်ပြပေးပါရှိုရန်ကရှေ့တိုးတက်လာပြီးဦးညွတ်ကပြောလိုက်သည်ဝမ်ရင်ကလည်းသူအခုလေးတင်ဆရာတင်ထားသောအဆင့်လွန်ဆရာကြီးကဘလို့များတင်ပြနိုင်မလဲဟုစိတ်အားထက်သန်စွာစောင့်ကြည့်နေသည်လူအများ၏အာယုံမှာကျန်းရွှန်ပေါ်သာရောက်နေတော့သည်သူ့အနေနှင့်တခုခုမတင်ပြပေးနိုင်ခဲ့လျင်အဆက်ကွဲဖို့သာရှိတော့သည်ကျန်းရွှန်ကောင်းကင်ပုံစာကြည့်တိုက်ထဲမှစာအုပ်ကိုရုတ်တရက်တတိယလိုက်သည်စာအုပ်ထဲမှအကြောင်းအရာများမှန်ကိုသူလည်းမသိချေသို့သောလက်ရှိအခြေအနေအရတခြားအကြောင်းပြချက်ထက်ရှာကငြင်းရန်လည်းမဖြစ်နိုင်တော့ချေထိုးကြောင့်ကျန်းရွှန်အားတင်းလိုက်ပြီးမင်းခုကစားပြသွားတဲ့လက်တီးတိုင်းထဲမှာအားနည်းချက်တွေ12ခုတောင်ရှိတယ်ဟုပြောလိုက်တော့သည်ဟာငါနားကြားမမားလောက်ပါဘူးနော်12ခုဟုတ်လားဒါငါကြားဘူးသမျှထဲမှာအရေးရဆုံးဟာတာပဲတန်းပြန်လက်တီးတိုင်းကငါတို့နိုင်ငံရဲ့အခြေခံအကျဆုံးနဲ့လူသိအများဆုံးအကွက်ပဲ2000နဲ့ချီပြီးဆရာအစင်းစင်ကရိုးရှင်းပြီးပိုစွမ်းထက်လာအောင်ပြင်ပေးခဲ့ကြတာပြည့်စုံနေပြီလို့ပြောလို့မရသေးပေမဲ့ဆရာကျန်းပြောတဲ့အားနည်းချက်12ချက်ဆိုတာတော့မများလုံးဘူးလားအလကားပါကွာပောက်ကရလျှောက်ပြောနေတာပါသူကြည့်ရတာဘာအားနည်းချက်မှလည်းတွေးလိုက်ပုံမပေါ်ပါဘူးသူခုနကမျက်လုံးပိတ်ထားတာမဟုတ်လား
လူအုပ်ကြီးသည်ပထမတော့ကျန်းရွှန်ပါပြောမလဲဟုစိတ်ဝင်စားနေကြသေးသည်သို့သောဆဲနှစ်ချက်ဆိုသောစကားကိုကြားပြီးတွင်ရေတံများဝေဖန်တံများနှင့်ဆူညံသွားတော့သည်တန်းပြန်လက်တီးတိုင်းသည်ထန်းရွှန်နိုင်ငံ၏အခြေခံအကျဆုံးတိုင်းကွက်ဖြစ်သည်တိုင်းပညာစတင်သည့်သူတိုင်းမဖြစ်မနေဆက်လေးကျင့်ကြသောတိုင်းကွက်ဖြစ်သည်2000ပေါင်းများစွာအတွင်းဆရာအစင်းစင်းကပြုပြင်ခဲ့သောကြောင့်အင်အားပြင်းထန်သောတိုင်းကွက်မဟုတ်တော့လဲဟာကွက်မရှိသလောက်ဖြစ်သည်အချို့သူများကဟာကွက်မဲ့လက်တီးဟုလည်းခေါ်ကြသည်ရှိုရန်ကစားပြသွားသည်မှာလည်းအမှားယွင်းတစုံတရာမရှိချေထို့သောသောလက်တီးတိုင်းကွက်ကိုကျန်းရွှန်ကအားနည်းချက်12ချက်ရှိတယ်ပြောလိုက်ရာလူအုပ်ကြီးရေမောနေသည်မှာမဆန်းပါကျန်းရွှန်လိုသူများဆရာတယောက်မပြောနှင့်လက်ရှိဟုံးချင်ကျောင်းအုပ်ကြီးတောင်ထိုတိုင်းကွက်တွင်အားနည်းချက်12ချက်ရှာနိုင်လိမ့်မည်မဟုတ်ပေ။အိုးဆရာကျန်းကတကယ်ပါရမီရှင်ဆရာပဲပြန်လက်တီးမှာတောင်အားနည်းချက်12ချက်ရှာပြနိုင်တယ်အားလုံးနားလည်သွားအောင်အလင်းပြပေးပါဦး။6ရှင်းမျက်လုံးများမှာလှောင်ရိပ်အပြည့်နှင့်ကျန်းရွှန်အားအစင်းပြီးတက်ပေးလိုက်တော်သည်လူအုပ်ကြီးစီမှဝေဖန်တံများကြားလိုက်ရတော့လဲကျန်းရွှန်ကအမူအရာမပြတ်ပေအမှန်ကတော့သူ့နှလုံးခုန်တံများပင်စီးချက်မကြပဲစိတ်လှုပ်ရှားနေသည်ရှိုရန်အနေဖြင့်ထိုမြအခြေခံကြသောတိုင်းကွက်ကစားသွားလိမ့်မည်ဟုသူတွေးမထားခဲ့ချေသူ့အရင်ကနေခဲ့သည့်ကျန်းရွှန်ဆိုလင်တော့ဒီတိုင်းကွက်မျိုးကိုချက်ချင်းမှတ်မိပေလိမ့်မည်အချိန်ခီးသွားသူဖြစ်သောကြောင့်အရင်ကျန်းရွှန်၏မှတ်ဉဏ်များသည်သူ့မှတ်ဉဏ်များနှင့်တသားတည်းဖြစ်ရန်အချိန်လိုနေသေးသည်ကျန်းရွှန်သည်အရေးထူးကအရှက်မဲ့သူပီပီမျက်လုံးများထောက်ကပ်ကကြည့်လိုက်ပြီးဘာလဲမင်းတို့ကမယုံတာလားငါကသူ့အားနည်းချက်တွေကိုထောက်ပြတော့မလို့ပဲဒါပေမဲ့သူကငါ့ကိုမယုံရင်ငါထောက်ပြပေးနေလဲဘာထူးမှမို့လို့လဲဝင်ရင်သွားကြစို့ဒီပြိုင်ပွဲကဘာအတိတ်ပဲမှမရှိဘူးနေပါအောင်ဆရာကျန်းငါတို့အားလုံးမင်းပြောတာယုံပါတယ်အလင်းပြပေးခဲ့ပါဦးကျန်းရွှန်ထွက်သွားတော့မည်ကိုတွေးလိုက်တော့ချောင်းရှင်းကအလောတကြီးလှမ်းတားလိုက်သည်ကျန်းရွှန်ကလူအုပ်ကြီးသူကိုမယုံကြည်အောင်တမင်ပြောပြီးပြိုင်ပွဲမှာရှောင်ထွက်သွားရန်ကြံနေခြင်းဖြစ်ကြောင်းချောင်းရှင်းရိပ်မိလိုက်ရာဘယ်မှာကျန်းရွှန်ကိုတွားခွင့်ပြုနိုင်လိမ့်မည်နည်းဒါကကျန်းရွှန်သည်ရှောင်ထွက်မရနိုင်ကြောင်းသိလိုက်ရသူ့စိတ်ထဲမှစာကြည့်တိုက်စီတစ်ခေါက်ပြန်ဝင်လာခဲ့လေသည်တေခါမှတေရောပေါ့ကွာဘဲတက်နိုင်မလဲသူကစာအုပ်ထဲမှအားနည်းချက်များကိုတိတိကျကျဖတ်ရှုလိုက်သည်သူ့အကြည့်များသည်နောက်ဆုံးအားနည်းချက်ပေါ်တွင်ကြာရောက်သွားသည်ကျန်းရွှန်ကအန်ဂျိတ်ကပြောလိုက်သည်ခုနမင်းကစားပြသွားတာညာဘက်လက်နဲ့နော်ခုတစ်ခေါက်ဘလက်ကိုတုံးပြီးကြောက်တိုင်ကိုထိုးလိုက်စာကြည့်တိုက်သည့်အတိတ်တို့ရောက်လာသောသူအတွက်လက်ဆောင်ဖြစ်လေရာစာအုပ်ထဲမှအကြောင်းအရာများသည့်မှန်ကန်နိုင်ကြောင်းကျန်းရွှန်တွေးမိသည်မမှန်လင်တောင်မှလည်းတခြားအကြံပေးရန်အတွက်သူ့တွင်ပိုကောင်းသောအကြံမရှိချေဘယ်ဘက်လက်နဲ့ကစားရမယ်ဒါလဲတင်ပြပေးတာလို့ပြောလို့ရတာပဲလားဒါကဘာဟာတလဲဟာဘယ်ဘက်လက်ဆိုတာအားနည်းတဲ့ပတ်မှန်လူတိုင်းသိနေကြတာပဲရှိုရန်သာဘလက်နဲ့ကစားလိုက်ရင်ပိုပြီးအားနည်းမသွားဘူးလားလူအုပ်ကြီးမှာကျန်းရွှန်ကိုစိတ်ပြက်စွာကြည့်ကဝေဖန်တံများညံသွားတော့သည်ရှိုရန်ခုနကတိုင်းကစားသွားသည်မှာအာမှန်ပြင်းထန်သည်ကိုကြည်ချင်းအဖြစ်ရှိုရန်သည်ဘယ်တန်မဟုတ်ပဲညာတန်သာဖြစ်ကြောင်းထင်ရှားလေသည်ရှိုရန်ဆရာကျန်းပြောတဲ့အတိုင်းမင်းဘက်လက်နဲ့နောက်တစ်ခေါက်ကစားလိုက်ချောင်ရှင်းသည်ကျန်းရွှန်ကထိုမြအတိတ်ပဲမဲ့သောစကားပြောလိမ့်မည်ဟုမထင်ထားခဲ့ချေချောင်ရှင်းသည်ရှိုရန်ကိုပျော်ရွှင်စွာလှမ်းအမိန့်ပေးလိုက်သည်ချောင်ရှင်းအတွက်အောင်ပွဲသည်လက်တကမ်းသာလိုတော့လေသည်သူ့အနေဖြင့်ရှိုရန်ကိုတပည့်အဖြစ်လက်ခံထားသည်မှာမကြသေးတော့လဲရှိုရန်သည်ညာတန်ဖြစ်ကြောင်းချောင်ရှင်းတေချာသိသည်ကျန်းရွှန်ပြောသလိုဘလက်နှင့်သာကြောက်တိုင်ကိုထိုးရလျင်30ကီလိုပင်ပြည့်လိမ့်မည်မဟုတ်ပေ62ကီလိုထိုးနိုင်သောចောင်းသားကို30ကီလိုသာထိုးနိုင်တော့အောင်တင်ပြပေးလိုက်သောကျန်းရွှန်သည်မြောင်းထဲရောက်ရန်တေချာတလောက်ရှိသည်ဟုချောင်ရှင်းဝမ်းမြောက်စွာတွေးနေသည်အဲ့ချိန်ကျမင်းပြုံးနိုင်သေးလားလို့စောင့်ကြည့်ရတာပေါ့ကျန်းရွှန်ရာရှိုရန်သည်နောက်တစ်ကြိမ်တိုင်းကစားနေလိုက်သည်ရှိုရန်သည်ညာတန်ဖြစ်ကြောင်းသူ့ကိုယ်သူတေချာလေရာကျန်းရွှန်ပြောစကားကိုယုံကြည်စိတ်မရှိချေတန်းပြန်လက်သီးတိုင်းကွက်သည်အခြေခံတိုင်းကွက်များသာဖြစ်လေရာအချိန်နှဲငယ်ကစားလိုက်ပြီးသည်နှင့်ရှိုရန်သည်ဘလက်နှင့်ကျွမ်းကျင်ကစားနိုင်သွားသည်လက်တီးချက်များမှာပြင်းထန်ဆဲဖြစ်တော်လဲညာဘက်လက်ဖြစ်ကစားစဉ်ကနှင့်ရှင်းလင်းလေခွင်းတံများတိုးသွားကြောင်းသိတာလေသည်ငါစာကြည့်တိုက်ကြီးကမှားများနေပြီလားကျန်းရွှန်စိတ်လှုပ်ရှားနေသည်ဝတ္ထုတွေထဲမှာဆိုတခြားသူတွေကထူးချွန်တဲ့ဆရာဘိုးဘိုးတွေနဲ့တွေ့ပြီးတိုင်းထိပ်သီးဖြစ်သွားကြတာကြီးပဲဘာမှတော့လုပ်เสียမလို့ကြဘူးဆရာတိုက်တဲ့ဆေးလုံးလေးတွေတောက်တစ်တီးလေးတွေစားတင်ပေးတာလေးလိုက်ကျင့်ရုံနဲ့ပြိုင်ဘက်ကင်းဖြစ်ကုန်ကြတာကြီးပဲငါကြမှာသုံးစားမရတဲ့စာကြည့်တိုက်ကြီးဖြစ်နေပြီလားစာအုပ်ထဲမှာရေးထားတာတွေသာပောက်ကရဆိုရင်တော့မနှက်ဖြန်မနှက်ငါအထုတ်ပြင်ရတော့မယ်
ကျန်းရွှန်တွေးနေစေမှာပင်ရှိုရန်လေ့ကျင့်မှုပြီးဆုံးသွားပြီးကြောက်တိုင်ရှိရာသို့သွားကဘဲဘက်လက်နှင့်ထိုးလိုက်သည့်ကြောက်တိုင်ပေါ်တွင်ကနန်းများတစ်လုံးချင်းပေါ်လာလေသည်တဝကျော်ဟုတ်လားဟာဟာဟာငါက30လောက်တော့ကြော်မယ်ထင်ထားချောင်ရှင်းသည်အတော်မတတ်နိုင်အောင်ရေရင်ပြောလိုက်သည်သို့တော့သူ့စကားမဆုံးခင်မှာပင်လဲချောင်းနှင်သွားလေသည်သူ့မျက်လုံးများမှာမြေပေါ်သို့ပင်ပြုတ်ကျတော့မည်ထင်ရအောင်ပြူးကျဲသွားသည်123ကီလိုလောင်ပြောင်ရန်အသင့်ပြင်ထားကြသောလူအုပ်ကြီးမှလည်းမျက်လုံးများပြူးကျဲကုန်ကတုံးလုံးသွားလေသည်ပထမတစ်ခေါက်ရှိုရန်ကစားစဉ်က62ကီလိုသာရခဲ့ပြီးယခုတစ်ခေါက်123ကီလိုဖြစ်သွားရာတဆနီးနီးတိုးလာခြင်းဟုဆိုနိုင်သည်ဆရာအကဲဖြတ်စာမေးပွဲအဆင့်100သောဆရာတင်ပြလျင်တောင်ပထမတစ်ခေါက်တည်းနှင့်အင်အားတဆတိုးအောင်တင်ပြပေးဖို့ဆိုသည်မှာမဖြစ်နိုင်သလောက်ပင်ဒါကျွန်တော်ထိုးလိုက်တာလားရှိုရန်ပင်သူ့ကိုယ်သူမယုံနိုင်ဖြစ်နေတော့သည်သူဘယ်တန်မဟုတ်ကြောင်းရှိုရန်ထက်မြည်သူကပိုသေးချာသိနိုင်မည်နည်းသို့တော်လဲသူ့ဘယ်လက်အင်အားသည်ညာလက်ထက်တဆပိုပြင်းနေသည်ကျန်းရွှန်ဝမ်းတာလုံးကထခုံမိမတက်ဖြစ်သွားသည်တကယ်ကြီးဟာစာကြည့်တိုက်ထဲမှာရေးထားတာအမှန်တွေကြီးပဲကဲဘလို့လဲဆရာချောင်းမင်းတင်ပေးနေတော့ကနှစ်ဝပဲတိုးတက်မှုရှိတယ်ငါတင်ပြပေးလိုက်တာကတဝဝတိုးတက်မှုရှိတယ်ဘာပြောချင်သေးလဲကျန်းရွှန်ကလှောင်ရရရင်းပြောလိုက်သည်ချောင်ရှင်းဤမျက်နှာမှာနီရဲပူလောင်နေတော့သည်သူ့အိတ်ထဲမှာကြောက်စိမ့်ပြားတစ်ခုကိုထုတ်လိုက်ပြီးလက်ထိပ်ကိုကိုက်လိုက်ကသွေးတစ်ဆက်ကြောက်စိမ့်ပြားပေါ်သို့ချလိုက်သည်ရှိုရန်ငါအခုမင်းကိုတပည့်အဖြစ်ကဆွတ်လွတ်ပေးလိုက်ပြီးအဲ့ဒီတော့မင်းဆရာကျမ်းကိုဆရာအဖြစ်အတိမတ်ပြုလို့ရပြီချောင်ရှင်းသည်ရှိုရန်ကိုပြောလိုက်ပြီးကျန်းရွှန်ဘက်သို့လှည့်လာသည်မင်းကိုမင်းတိတ်ကုံယူမနေနဲ့ဒီတစ်ခေါက်မင်းကန်ကောင်းသွားတယ်နောက်တစ်ခေါက်ထပ်ပြိုင်ဖြစ်ရင်မင်းတိတ်ခါတွေငါမြောင်းနဲ့ပြစ်ချပြမယ်ချောင်ရှင်းသည်စားတောက်ဆောင်မှထွက်သွားတော့သည်ချောင်ရှင်းသည်ဝမ်ရင်းကိုလိုချင်လွန်းသောကြောင့်ကျန်းရွှန်ကိုပြိုင်ခြင်းမဟုတ်ပဲသူ့ကုံတက်အောင်ပြိုင်ခြင်းဖြစ်သည်သို့သောရလက်ကပြောင်းပြန်ဖြစ်ကသူပဲတိတ်ခါကြလိုက်ကတပေးတယောက်ပါအစ်စ်ပါသွားသေးသည်မျက်နှာကိုဖျက်ရိုက်ခံလိုက်ရသည်နှင့်မချားလှပေတခြားဆရာများနှင့်ရှုံးခြင်းဆိုတော့သေးသည်အခုတော့သူများဆရာနှင့်မှရှုံးရလေခြင်းဆရာချောင်းရှိုရန်သည်6ရှင်းထွက်သွားသည်ကိုကြည်ရင်မျက်နှာတစ်ခုလုံးမဲမောင်ကကြံရစ်ခဲ့သည်သူ့အနေဖြင့်ကျန်းရွှန်အကြံပေးမှုကြောင့်အင်အားနှစ်ဆတိုးလာတော့လေကြက်ကန်းဆန်အိုးတိုးခြင်းသာဖြစ်သည်ဟု6ရှင်းနီးတူရှိုရန်လဲထင်ထားလေသည်ဟုတ်ပြီမင်းလဲခုချိန်ကစပြီးငါတပည့်ဖြစ်ပြီးရောမင်းအတွက်ကြောက်စိမ့်ပြထိမ့်မှတ်ကျန်းရွှန်ကရှိုရန်ဘာထင်ဂယုမဆိုင်ချီလောင်းကြည့်နိုင်ပြီးတပည့်တယောက်ထက်ရလိုက်တော့ကြောင့်ဝမ်းသာလုံးဆိုနေသည်သူကကြောက်စိမ့်ပြကိုရှိုရန်စီသို့လှမ်းပစ်ပေးလိုက်သည်ရှိုရန်အနေဖြင့်စိတ်မပါတော့လဲသူသည်စီးမြင့်အတိုင်းလိုက်နာရန်လူကြောင်းနားလည်ထားသည်သူ့အနေဖြင့်ကျန်းရွှန်ကိုလောလောဆယ်ဆရာဖြစ်အတိအမှတ်မပြုလျင်အခြားမည်သည့်ဆရာကမှရှိုရန်ကိုတပည့်အဖြစ်လက်ခံလိမ့်မည်မဟုတ်ထို့ကြောင့်လက်ထိပ်ကိုကိုက်လိုက်ပြီးကြောက်စိမ့်ပြပေါ်သွေးတစ်ဆက်ချလိုက်ရသည်မနှက်ဖြန်မနှက်စာတင်ကန်းကိုအရောက်လာခဲ့လိုက်ကျန်းရွှန်ကဝမ်ရင်းကိုတစ်ချက်ကြည့်လိုက်ကပြောလိုက်ပြီးနောက်ထပ်ဘာမှပြောမနေတော့ဘဲစားတောက်ဆောင်မှထွက်လာခဲ့လိုက်သည်စာတင်ဆောင်သို့ပြန်ရောက်သည်နှင့်ကျန်းရွှန်သည်စိတ်ထဲမှစာကြည့်တိုက်စီသို့ဝင်သွားလိုက်ပြီးတေတေချာချာလေးလာနေလိုက်သည်အချိန်တော်ကြာလေးလာပြီးနောက်ကောင်းကင်ဘုံစာကြည့်တိုက်နှင့်ပတ်သက်ပြီးတချို့အချက်များကိုသူနားလည်လာသည်တစုံတစ်ယောက်ကကျန်းရွှန်ရှိတွင်တိုင်းလေးကျင့်ကစားပြသည်နှင့်ထိုသူနှင့်ပတ်သက်သောအားနည်းချက်များရေးထားသောစာအုပ်သည်စာကြည့်တိုက်ထဲတွင်ချက်ချင်းပေါ်လာသည်ဟာငါတော့ဒီတစ်ခါတကယ်ချမ်းသာပြီးငါခေါင်းထဲမှာကောင်းကင်ပုံစာကြည့်တိုက်ရှိနေသမျှဘဲအားနည်းချက်မဆိုတစ်ခါကြည့်လိုက်တာနဲ့တန်းတိမှာပဲနောက်တစ်ခေါက်ဆရာကဲဖြတ်စာမှုပွဲကြရင်ငါပဲနီးနဲ့ဖြည်းဖြည်းသူညရစရာအကြောင်းမရှိဘူးကျန်းရွှန်သည်တာယာသောအနာဂတ်ကိုမြင်အောင်ကဝမ်းသာပီတိဖြာနေတော့သည်